Bhagavato Arahato Tama Tamodata Namo Tata Bhagavato Arahato Tama Tamodata Namo Tata Bhagavato Arahato Tama Tamodata Om Kakata Gono Kataba Gorama Arimaria Dihudo Launo Natani Naqua Nasu Kono Pia Shinua Pia Yoga Yuti Mianu Lasso Mui Shiku Puso Pumio Mansho Groba Ishimpia To know the Utado, the Ulila. မတာထားစေဖြစ်သောဗေဒင်ပညာရဲ့များနှင့်တာရော့ပညာရဲ့တို့အားခုနှစ်ရဲ့သားသမီးတို့၏ကောင်းမှုကောင်းကျိုးကိုရည်မှန်း၍မျှဝေခွင့်ပြုပါရန်ပန်ကြားအပ်ပါသည်စัจ java လာမိုးကောင်းဝင်တမာတိဝနတ်ကောင်းနှင့်များနှင့်ဝိဇ္ဇာအပေါင်းတိဋ္ဌိရှင်ပေါင်းတို့ဆွဲရင်ကိုပိုင်ဆိုးကြကုန်သောတိဋ္ဌိရှင်ပေါင်းတို့ကျွန်ုပ်သည်ခုနှစ်ရဲ့သားသမီးအကျိုးကိုမျှော်မှန်း၍ခုနှစ်ရဲ့သားသမီးတို့ကိုကျွန်ုပ်တက်အပ်သောပညာတို့ဖြင့်ကူညီခွင့်ပြုပါရန်ကူညီရာ၌လည်းကောင်းသောအမြင်မှန်ကန်သောအမြင်ကောင်းမွန်သောစိတ်နှလုံးနှင့်တန်ရှင်းစင်ကြယ်သောလုပ်ရတို့ဖြစ်စေရန်အတွက်ကျွန်ုပ်ကိုကူညီပေးပါလမ်းပြပေးပါကျွန်ုပ်ပြုသမျှဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်တို့ကိုလည်းသင်တို့ကကျွန်ုပ်ကမေတ္တာအမျှပေးဝေပါသည်တမာရီဝနှက်ကောင်းနဲ့မြများနေဝိစာပေါင်းတို့ကျွန်တော်ဤမေတ္တာအမျှကိုနေ့စဉ်ဆက်ဆက်မပြတ်ပေးဝေပါသည်သင်တို့ပေးဖို့တော့မေတ္တာကိုလည်းကျွန်တော်ကကောင်းမွန်စွာခံစားရရှိပါသည်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျမတို့ဒီနေ့နော်မနေ့တုန်းကတော့ကျမတို့ကမဟာဘုတ်ပေါ့နော်မဟာဘုတ်နဲ့ပတ်သက်ပြီးတော့မနေ့ကမျှဝေခဲ့ပါတယ်ဒီနေ့ကျမကမဟာဘုတ်ကိုပဲဆက်ပြီးတော့မျှဝေမယ်ပေါ့နော်အဲ့လိုစဉ်းစားပါတယ်အဲ့တော့ဒီနေရာမှာကျမအဲ့ဒါလေးတွေမပြောခင်မှာကျမတခုပြောချင်တာရှိတယ်ပြီးခဲ့တဲ့အပတ်တုန်းကတော့ပေါ့နော်ကျမပြောထားတာရှိတယ်အဲ့ဒါပါလဲဆိုရင်နော်ဒီဘေဒင်ပညာနဲ့အသက်မွေးတဲ့လူပဲဖြစ်ဖြစ်နော်ဘေဒင်ပညာကိုလေ့လာသင်ယူတဲ့သူပဲဖြစ်ဖြစ်နော်လိုက်နိုင်ရမယ်ကျင့်ဝတ်လေးတွေရှိပါတယ်เนาะအဲ့ဒါလေးကိုရောမနေ့ပြီးခဲ့တဲ့အပတ်တုန်းကကျွန်မပြောခဲ့တယ်အဲ့လိုပဲเนาะစာရွက်ထဲမှာလေးကျွန်မဖော်ပြပြီးတော့ comment မှာမျှဝေထားတာရှိပါတယ်เนาะအဲ့ဒါလေးကိုလည်းဖတ်မိကြမယ်ထင်ပါတယ်အဲ့တော့ကျွန်မဒီတစ်ခေါက်အဲ့ဒါကိုပြန်ပြီးတော့ပြောချင်ပါတယ်เนาะအဲ့တော့ဘေဒင်ပညာနဲ့ပတ်သက်ပြီးတော့ဘေဒင်ပညာရဲ့ပေါ်မှာလေးနက်တဲ့သဘောယုံကြည်မှုရှိမှဒီပညာသင်ယူလို့ရပါတယ်เนาะဒါကကိုတွေ့ပါပဲเนาะဘေဒင်ကိုမယုံတဲ့လူဘေဒင်ပညာပေါ်မှာเนาะပြောမယ်ဆိုရင်အထင်မြင်သေးတဲ့လူတွေဟာဘေဒင်ဆရာဖြစ်မလာသလိုဘေဒင်ပညာနဲ့ပတ်သက်ပြီးတော့လေ့လာစီးပူးရတာခက်တာတွေ့ရတယ်ပေါ့เนาะနံပါတ်2ကတော့เนาะကိုပိုင်ဉာဏ်ဖြစ်ဖို့အတွက်နော်ကိုပါဉာဏ်ဖြစ်ဖို့ဥမာဘေဒင်ဟောတယ်ဆိုတာကနော်ဘေဒင်ကျမ်းနေရှိတယ်အဲ့ဒီကျမ်းတွေကပါတဲ့ဟောချက်တွေကိုကိုကအလွတ်ကျက်ပြီးတော့ဟောရတာမျိုးမဟုတ်ဘူးနော်အခြေခံသဘောတရားကိုကိုကသိပြီပဲသိရမယ်အခြေခံသဘောတရားကိုသိရမယ်ဒါပေမဲ့လူတစ်ယောက်ရဲ့နော်ကံကြမ္မာကိုကဟောတဲ့ခါကျတော့အခြေခံသဘောတရားကိုကိုကသိပြီးတော့အဲ့ဒီပေါ်မှာနော်ကိုမြင်တဲ့ကိုရဲ့ကိုပိုင်အမြင်ဆိုတာသီးသန့်ရှိတယ်နော်အဲ့တော့ကျမတို့ဘေဒင်ဆရာအများစုကဘာလုပ်လဲဆိုဘေဒင်ပညာကိုသင်ကြတယ်ပြီးရင်ဘာလုပ်ကြလဲလို့ပြောရင်တမာတိကိုတိဆောက်ကြတယ်နော်သီလဆောင်ထိန်နေတမာတိတိဆောက်တယ်အဲ့လိုတမာတိအားရလာမှဘေဒင်ဟောကြတာနော်အဲ့တော့ဘေဒင်ဆရာအများစုကကိုယ့်ရဲ့နော်ဘေဒင်အခြေခံဘေဒင်ပညာကိုတက်တယ်ပြီးရင်ဘေဒင်ဟောနိုင်အောင်ကိုယ်ပိုင်ဉာဏ်ပညာထွက်အောင်လို့နော်ကျမတို့ကဘာလုပ်ရလဲဆိုရင်သမထကျင့်စဉ်တွေကျင့်ရတယ်နော်သီလဆောင်ထိန်ရတယ်နော်တမာတိအားကောင်းလာအောင်ပြိုးထောင်ရတာပေါ့နော်အဲ့ဒါကိုပဲစိဏမဏိဉာဏ်လို့ခေါ်တယ်နော်အဲ့တော့ဘေဒင်ဆရာအများစုမှာအဲ့ဒီစိဏမဏိဉာဏ်ရှိကြတယ်နော်အဲ့တော့ကျမတို့တုတ္တဉာဏ်တို့ဒါကြားဖို့မှာပေါ့နော်ဉာဏ်ပညာ၃မျိုးရှိတယ်ဆိုတာလေနော်အဲ့တော့ဘေဒင်ဆရာလုပ်မယ်ဆိုရင်စိဏမဏိဉာဏ်ဖြစ်အောင်နော်ကို့မှာလူများကိုဟောနိုင်ဖို့အတွက်သူများရဲ့ကံကြမ္မာကိုပြောဆိုနိုင်ဖို့အတွက်ကို့မှာထိုးထွင်းဉာဏ်ရှိဖို့နော်ကိုယ့်ရဲ့အမြင်သီးသန့်အမြင်ရှိဖို့အတွက်ကကိုက
လေ့ကျင့်ရတယ်နော်အဲ့တော့လိလာယုံတာမကကျမတို့ကလေ့ကျင့်ရတယ်အဲ့တော့ကျမဒီသင်တန်းမှာကျမကပညာရက်တွေကြီးပဲကျမသင်ပေးမှာမဟုတ်ဘူးပညာရက်ကောနော်ကိုယ်ပိုင်တမာတိနဲ့နော်ကိုယ်ပိုင်အမြင်ရအောင်လေ့ကျင့်မှုကိုပါကျမကလုပ်ပေးမယ်လို့ကျမကစဉ်းစားထားတယ်နော်။ဘာကြောင့်လဲဆိုတော့ဘေးရင်ပညာပဲသင်ပေးလိုက်ရင်တေချာတယ်ဘေးရင်ဆရာဖြစ်လာမှာမဟုတ်ဘူး။နော်ကျမအခုဒီသင်တန်းမှာတက်နေတဲ့လူကအများကြီးရှိတယ်နော်။ဒါပေမဲ့အဲ့ဒီလူထဲမှာဘေးရင်ဆရာဘယ်နှယောက်ထွက်မလဲဆိုတာမပြောနိုင်ဘူး။နော်အဲ့တော့ကျမကတော့ဘာလုပ်ပေးမလဲလို့ပြောရင်ကျမကတော့ကျမသိထားသမျှတက်ထားသမျှကျမလုပ်သမျှအကုန်လုံးကိုကျမကမျှဝေတဲ့လူကျမဘာမှကိုချက်မထားတာเนาะအဲ့တော့အခုဒီဘေးရင်ပညာမှာလေကျမကပညာကိုသာမျှဝေပေးမှာမဟုတ်ဘူးလေ့ကျင့်ရမယ်เนาะအလေးအကျင့်ကျမတို့ကျင့်စဉ်တွေကိုပါကျမကမျှဝေပေးမှာပေါ့နော်တချို့လေးသိပြီးသားဖြစ်လိမ့်မယ်နော်သိတိ10ပါးကျင့်စဉ်ဆိုတာလေနော်သိတိ10ပါးကျင့်စဉ်ကိုကျမကျင့်နေတာဘယ်နှစ်ရှိပြီလဲဆို2022ကစပြီးကျမကျင့်တယ်သိတိ10ပါးကျင့်စဉ်ပေါ့နော်အခုဆိုရင်2022ကဆို2023 2024 2025ဆိုရင်3နှစ်ရှိပြီပေါ့နော်အဲ့တော့တချို့ကလေသိတိ10ပါးကျင့်စဉ်ကိုကျမနဲ့အတူတူလိုက်ကျင့်တဲ့လူတွေလည်းရှိတယ်နော်မကျင့်နိုင်တော့လို့နော်လမ်းတစ်ဝက်ကနေပဲရက်သွားတဲ့လူတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲပြောကိုကသိတိ10ပါးကျင့်စဉ်ထိလိုက်ပြီးတော့မကျင့်နိုင်ဘူးဆိုရင်တောင်မှနော်အခုဒီဘေးရင်ပညာသင်နေတဲ့ကာလမှာကျမတို့ကျင့်ရမယ့်ကျင့်စဉ်ကိုတော့ဒါကျင့်ပြအောင်ကျမကမေတ္တာနဲ့တိုက်တွန်းတယ်နော်အဲ့တော့ဟုတ်ပြီကျမအဲ့ဘေးရင်ဆရာတွေနော်စောင့်ထိန်အပ်တဲ့တိအပ်တဲ့အချက်ကျင့်ဝတ်10ပါးရှိတယ်ပထမတစ်ပါးကိုကျမပြောတယ်ဘာလဲလို့ပြောရင်ဘေးရင်ပညာရဲ့ပုံမှာလေးနဲ့တဲ့သဘောထားယုံကြည်ချက်ရှိရမယ်နံပါတ်2ကကြတော့ကိုယ့်ရဲ့ကိုယ်ပိုင်ဉာဏ်နော်ကိုယ်ပိုင်ဉာဏ်သူများရဲ့ကံကြမ္မာကိုဟောနိုင်ဖို့အတွက်ကိုယ့်ရဲ့ကိုယ်ပိုင်ဉာဏ်နဲ့ပညာဖြစ်စေဖို့အတွက်လေ့လာရမယ်ဘေးရင်ပညာတွေကိုလေ့လာရမယ်ပြီးရင်လေ့ကျင့်ရမယ်နော်ဒါလည်းရှိတယ်နော်အဲ့တော့လေ့လာတဲ့အခါမှာကျမတို့ကဘေးရင်ပညာတစ်ခုတည်းကိုပဲလေ့လာလို့မရဘူးဘေးရင်ပညာဆိုတာပြောမယ်ဆိုတော့ဓာတ်ကြီး၄ပါးနော်ဓာတ်ကြီး၄ပါးအကြောင်းကိုကျမတို့ကလေ့လာရမယ်စัจ java လာအကြောင်းကိုကျမတို့ကလေ့လာရမယ်ဟုတ်ပြီဓာတ်ကြီး၄ပါးရဲ့စัจ java လာရဲ့သိပြီရပြီလားဆိုတော့ dressing တွေအကြောင်းကိုကျမတို့လေ့လာရမယ်ပြီးရင်ကိန်းကနန်းတွေအကြောင်းကိုလေ့လာရမယ်ကိန်းကနန်းတွေဆိုတာကသူ့အဓိပ္ပာယ်နဲ့သူရှိတယ်ပေါ့နော်အဲ့တော့ကိန်းကနန်းတွေအကြောင်းကိုကျမတို့လေ့လာရမယ်ပြီးအယောင်တွေအကြောင်းကိုကျမတို့လေ့လာရမယ်ပေါ့နော်အဖြူရောင်အနီရောင်အဝါရောင်အစိမ်းရောင်အယောင်တစ်ခုချင်းစီမှာအဓိပ္ပာယ်တွေရှိတယ်အဲ့ဒီအယောင်တွေနဲ့ကဏန်းတွေနဲ့ပေါင်းဆက်လိုက်တဲ့အခါမှာဘာတွေရှိသလဲအယောင်တွေကဏန်းတွေ dressing တွေစัจ java လာဒါတွေအားလုံးပေါင်းဆက်ပြီးမှကျမတို့ကလူတွေရဲ့ကံကြမ္မာတွေကိုဟောနိုင်တာဒါအပြင်သင်္ကေတတွေနမိတ်တွေရှိတယ်အဲ့ဒီသင်္ကေတတွေနမိတ်တွေကိုလည်းကျမတို့ကလေ့လာရတယ်ပြီးတော့ကျမတို့ကenergy စွမ်းအင်တွေပေါ့နော်ကျမစွမ်းအင်သမားတော်ဖြစ်လို့နော်စွမ်းအင်သမားတော်ဖြစ်တဲ့အတွက်ကျမမှာဘာအားသာချက်ရှိလဲဆိုစွမ်းအင်အကြောင်းကိုကျမကပိုင်ပိုင်နိုင်နိုင်သိတယ်စွမ်းအင်အကြောင်းကိုသိတယ်စัจ java လာအကြောင်းကိုသိတယ် chakras ဒီမှာကျမတို့နော်စွမ်းအင်ဗဟိုချက်မကြီး9ခုထဲမှာ crown chakra ကိုကျမကဘေးရင်ဟောမယ်ဆိုကလေးကအဲ့ဒီအချိန်မှာကျမဒါဆိုရင်ငါ third eye နဲ့ crown chakra ကပွင့်ဖို့လိုတယ်နော် third eye နဲ့ crown chakra ကိုကျမကကြိုးစားအားထုတ်တယ်ပွင့်အောင်ပေါ့နော်အဲ့လိုပွင့်အောင်ကြိုးစားအားထုတ်ခြင်းဟာပင်လေဒီဘေးရင်ပညာအတွက်ကိုအထောက်အပံ့ကောင်းနေဖြစ်စေတယ်ပေါ့နော်အဲ့တော့ကျမဒီ7 chakra ကိုကျမရှိမှသင်တဲ့ဆရာမလေးတိုင်းကိုသင်တဲ့သူတိုင်းကိုကျမကဘေးရင်ပညာသင်ပေးတယ်နော်အခုကျမတို့ဒီအဖွဲ့ထဲမှာဝိုင်းပြီးတော့ကူညီပေးနေတဲ့ဆရာမလေးတွေကသူတို့ဘေးရင်ပညာတက်ကြတယ်နော်ကျမသားသမီးတွေလည်းဘေးရင်ပညာတက်တယ်နော်သမီးကာကာစသမီးအငယ်ဆုံးလေးကာကာစကျမသားနော်ကျမသားတွေသမီးတွေအားလုံးဘေးရင်ပညာကိုတက်တယ်ပေါ့နော်ဒါသူတို့ကတော့အသက်မွေးဝမ်းကြောင်းပြုချင်မှပြုမယ်ဒါပေမဲ့သူတို့ကဒီအခြေခံအ
အဆင့်ကိုသူတို့တက်တယ်နောက်နက်ခတ်တွေကိုသူတို့နားလေတယ်ပေါ့နော်အဲ့ဒီအဆင့်တော့သူတို့မှာရှိတယ်ပေါ့နော်အဲ့တော့လေးလာတဲ့ခါမှာစက်ကြောလာအကြောင်းသိရမယ် dressing တွေအကြောင်းသိရမယ်ကိန်းကနန်းတွေအကြောင်းသိရမယ်အယောင်တွေအကြောင်းသိရမယ်သင်္ကေတတွေအကြောင်းသိရမယ်စွမ်းရည်ပညာအကြောင်းသိရမယ်เนาะအဲ့တော့ဒါတွေကိုပါကျမသင်တန်းထဲမှာအလင်းသင်တယ်လို့ထည့်ပြီးတော့ပြောသွားမယ်ပေါ့เนาะဒီဘေးရင်ပညာဒီသင်တန်းမှာပဲကျမထည့်ပြီးတော့ပြောသွားမယ်เนาะပြီးတော့နံပါတ်4ကကြတော့သီလသို့မဟုတ်ကျင့်ဝတ်ကိုကျမတို့ကစောင့်ထိန်ရတယ်เนาะသီလကတော့၅ပါးသီလတော့မလုံလို့ကိုမရတာเนาะ၅ပါးသီလကိုစောင့်ထိန်ရမယ်เนาะ၅ပါးသီလလုံတဲ့လူဟာတမာတိအားအလွယ်တကူရတယ်အဲ့တော့၅ပါးသီလစောင့်ထိန်မှုကိုเนาะကျမတို့မဖြစ်အောင်လုပ်မှရမယ်เนาะသီလကိုတော့ဖြစ်အောင်စောင့်ထိန်မှရမယ်ပြီးရင်တမာတိအားကောင်းဖို့ကျမတို့ကလေ့ကျင့်ရတယ်เนาะနံပါတ်4မှာသီလနဲ့တမာတိเนาะသီလအားကောင်းဖို့၅ပါးသီလကိုစောင့်ထိန်မယ်တမာတိအားကောင်းဖို့၅ပါးသီလကိုစောင့်ထိန်ရတာเนาะတပြိုင်တည်းထဲမှာပဲကျမတို့တမာတိကိုကျမတို့တိဆောက်ကြမယ်ပေါ့နော်နံပါတ်5ကကြတော့ဘေးရင်မင်းညမ်းတဲ့သူကိုလေးစားရမယ်ပေါ့နော်လေးစားတာပေါ့နော်လေးစားတဲ့နေရာမှာအမျိုးမျိုးရှိတယ်နော်အပေါ်ယံလေးစားတာမဟုတ်ဘူးစိတ်ထဲနှလုံးသားတွေကကိုသူ့ကိုလေးစားတာမျိုးပေါ့နော်သူ့ရဲ့ကိုယ်ဓာတ်တွေကိုထိမ့်သိမ်းထားပေးရမယ်သူ့ရဲ့နော်စိတ်ပိုင်းဆိုင်ရာခံစားလွယ်တယ်များသောအားဖြင့်လူအများစုကဘေးရင်ဆရာရှိကိုလာကြတယ်ဆိုတာသူတို့ဒုက္ခရောက်မှစိတ်တောကရောက်မှသူတို့ကနော်ကောက်ရိုးတမြင်နေနဲ့ကိုယ့်ကိုအားကိုးပြီးတော့လာကြတာပေါ့နော်အဲ့တော့ကျမတို့ရှိကိုလာရောက်ဆက်သွယ်တဲ့လူတွေကိုကျမတို့ကမေတ္တာဂရုဏာနဲ့ဆက်ဆံရမယ်ပေါ့နော်မေတ္တာဂရုဏာနဲ့ဆက်ဆံတဲ့အခါမှာတချို့ကတခါတလေကျမပေါ့နော်တခါတလေကြာရင်ကိုယ်လေးအေးပြတ်တာများတယ်စိတ်ဖိစီးတာများတယ်ဆိုရင်လူတိုင်းကိုစိတ်ရှည်နိုင်ဖို့ကတော့တော်တော်ခက်တယ်နော်ဒါပေမဲ့ငါဘေးရင်ဆရာမလားသူတို့ကသူဒုက္ခရောက်နေလို့ငါရှိလာတာအဲ့ဒါကြောင့်ငါအတက်နိုင်ဆုံးနော်စိတ်ရှည်သီးခံပြီးတော့ငါဆက်ဆံရမယ်အဲ့ဒီဟာကိုကိုကအမြဲတမ်းနှလုံးသွင်းနေတခါတလေသူတို့ပြောတဲ့ဆိုတဲ့လုတ်ပုံကင်ပုံကြောင့်ကျမဒေါသထွက်တာတွေမရှိဘူးလားဆိုရှိတယ်နော်ဒေါသထွက်တာတွေရှိတယ်ကျမစိတ်ထဲမှာဒေါသထွက်ပြီလို့ကျမသိလိုက်ရင်ကျမဘာလုပ်လဲလို့ပြောမေတ္တာသုံးရွတ်တယ်ကျမအဲ့ဒီချိန်ကြတယ်နော်နောက်ဆုံးတော့ပြောနေတယ်ကိုကဟောနေနဲ့ तू ကနော်အဲ့လိုမျိုးတစ်ခုခုပေါ့စိတ်ပေါ့နော်ဒေါသထွက်စရာတစ်ခုခုကြုံပြီဆိုရင်ကိုကဟောနေနဲ့ဖြစ်ပြီဆိုရင်နော်မေတ္တာသုံးရွတ်ဖို့အချိန်မရအောင်အဲ့ဒီချိန်ကြရင်ဘာလုပ်လိုက်လဲဆိုမျက်လုံးလေးမှိတ်ပြီးတော့အသက်ပြင်းပြင်း3ခေါက်လောက်ရှူပြီးတော့ကျမအရဟံစိတ်ထဲမှာအရဟံကိုစိတ်ထဲကနေပြီးတော့နော်အခောက်ပေါင်းများစွာကျမပူဇော်ပလိုက်တယ်အဲ့လိုပူဇော်လိုက်တယ်ဆိုရင်စိတ်ထဲမှာငြိမ်ပြီးတော့ငြိမ်အေးသွားတယ်အဲ့ဒီခါကျမှနော်ဘေးရင်အလုပ်ဆိုတာကျမတို့စိတ်တည်ငြိမ်မှုနဲ့တမာတိရှိမှလုပ်လို့ရတဲ့အလုပ်အဲ့ဒါကြောင့်နော်ဘေးရင်ဟောကန်နေတိုင်းကျမတရားထိုင်နေနော်ဘေးရင်ဟောကန်နေတိုင်းကျမစိတ်ကိုကျမနော်တည်ငြိမ်အောင်အေးချမ်းအောင်ကျမအားထုတ်ပြီးမှကျမဘေးရင်ဟောတယ်ပေါ့နော်အဲ့လိုပဲအဲ့ဒါကလေပြောမယ်ဆိုလို့ရှိရင်တော့ဒါကိုယ့်ရဲ့သီလတမာတိအားအလေးအကျင့်ရှိမှကိုကဘေးရင်ဟောလို့ရတယ်ပေါ့နော်နံပါတ်6ကကြတော့ငွေကြေးကြောင့်ဖြစ်စေနော်အောင်မြင်ကြော်ကြားလိုတဲ့အကြောင်းဖြစ်စေချင်းချောက်ခံရလို့ဖြစ်စေနော်အဲ့လိုမျိုးမယိုးသားတဲ့အကြောင်းအရာအခြေအနေတွေဆိုရင်ဘေးရင်မဟောပါဘူးနော်ဥပမာတယောက်ကကိုနော်အသက်ရန်ရှာမယ်ဆိုပြီးချင်းချောက်လို့ကြောက်နေလေဘေးရင်မဟောပါဘူးနော်နောက်ပတ်စံနေငါသူ့ကိုဟောလိုက်မယ်အဲ့ဒါဆိုရင်တော့ငါတို့ပတ်စံနေအများကြီးရမှာပဲဆိုတဲ့လောဘစိတ်နဲ့လေဘေးရင်မဟောရဘူးပေါ့နော်နောက်တစ်ခုကငါဒါကိုတော့ဟောလိုက်မယ်အဲ့ဒါဟောလိုက်ရင်တော့ငါတော့နော်အယမ်းကိုကြော်ကြားမှာပဲအယမ်းကိုနာမည်ကြီးမှာပဲဆိုတဲ့နော်အဲ့လိုမျိုးဒါလဲလောဘပဲလေနော်အဲ့လိုချင်လောဘတွေတက်မှတ်တဲ့စိတ်တွေနဲ့ဘေးရင်မဟောရဘူးပေါ့နော်အဲ့တော့ဘလို့စိတ်နဲ့ပဲဘေးရင်ဟောရမလဲလို့ပြောရင်သူ့ကိုတကယ်ကိုကူညီပေးချင်တဲ့စိတ်နော်သူ့အခက်ခဲတွေပြေလည်ပါစေနော်သူ့အစင်မပြေဖြစ်နေတာလေးတွေပြေလည်ပါစေဆိုတဲ့စိတ်နေစိတ်ထားနဲ့ပဲကျမတို့ကဘေးရင်ဟောရတယ်နော်တချို့လူတွေမှာရှိတယ်နော်တခါတလေကျမကြုံဘူးပါတယ်သိလားပေါ့နော်တကယ်ကိုလေကို
ပညာစမ်းကျင်လို့လာမေးတဲ့လူတွေလည်းချုပ်ဘူးတဲ့အဲ့လိုမျိုးလူတွေဆိုကျမဆရာကိုကျမမေးတယ်ဘာဘာကိုမေးတယ်ပညာစမ်းကျင်လို့အဲ့လိုမျိုးလာမေးတဲ့လူတွေကိုယ်ကြောက်ချခြင်းလို့လာမေးတဲ့လူတွေเนาะအဲ့လိုမျိုးဆိုလို့ရှိရင်ဟောမပေးရဘူးတဲ့ညင်းပလိုက်တဲ့เนาะဘာကြောင့်လဲဆိုတော့เนาะအဲ့လိုမျိုးဟောပေးတယ်ဆိုရင်သူ့ရဲ့မယိုးသားမှုเนาะဒါ तू ကမယိုးသားတာတိတ်ခါမဲ့တာပေါ့เนาะကျင့်ဝတ်မဲ့တာတိတ်ခါမရှိတဲ့လူတွေကျင့်ဝတ်မရှိတဲ့လူတွေမဟောဘဲနဲ့ညင်းလိုက်လို့ရတယ်တဲ့เนาะအဲ့တော့လူတိုင်းကတော့เนาะအကျင့်တီလာကောင်းချင်မှာကောင်းမယ်ဒါပေမဲ့ကိုယ့်ရှိကိုလာပြီးတော့ဘေးရင်ပညာပေါ်မှာလေးလေးစားစားနဲ့ယုံယုံကြည်ကြည်နဲ့ရှိတယ်ဆိုရင်ကိုကဟောပေးလို့ရတယ်အဲ့လိုမှမဟုတ်ဘူးကိုယ်လာပြီးတော့ပညာစမ်းကျင်တာတို့เนาะဟိုကြောက်တွန်းကျင်တာတို့เนาะဒါမျိုးတွေဆိုလို့ရှိရင်เนาะမဟောဘဲနဲ့ညင်းပိုင်တွင်ရှိတယ်ပေါ့เนาะဒါကနံပါတ်ဟိုပါပေါ့နံပါတ်8ဖြစ်သွားပြီကျမတစ်ခုကြော်သွားတယ်เนาะနံပါတ်9ကဘာလဲဆိုတော့ကိုဟောပေးရမယ့်လူကသူကိုယ်တိုင်ကကျွန်တော်တို့ဘေးရင်ဟောပေးပါလို့ပြောမှဟောရမယ်အဲ့လိုမဟုတ်ဘဲနဲ့ကိုကမြင်နေတယ် तू တိတ်ပြီးတော့မကောင်းဘူး तू အခြေအနေတိတ်မကောင်းဘူးဆိုတာကိုကမြင်နေတယ်ဒါပေမဲ့ तू ကမမေးရင်မပြောရဘူးတဲ့သိလားနော်ကျမဘေးရင်စဟောကာစာတော့ကနော်ကျမသူများတွေတိတ်အခြေအနေတိတ်မကောင်းဘူးကျမမြင်ကျမမနေနိုင်ဘူးပြောတတ်တယ်နော်ပြောတဲ့ခါကျတော့ကျမရဲ့ဆရာပေါ့ကျမရဲ့ဆရာတော့မဟုတ်ပါဘူးကျမနဲ့အဲ့လိုမျိုးသိတယ်ကျမမိတ်ဆွေပေါ့နော် तू ကလည်းအဲ့လိုမျိုးအကြမ်းမြင်နေပါရတယ်ဘေးရင်လည်း तू ကလည်းဟောတယ်ဟောတဲ့ခါကျတော့ तू ဘေးရင်တော့မဟောဘူး तू အကြမ်းအမြင်တတ်ရတယ် तू ကကျမနဲ့ तू နဲ့အဲ့လိုဘေးရင်ကိစ္စတွေပြောတဲ့ခါကျတော့ तू ကကျမကိုပြောတယ်အမတဲ့အမကဘာဖြစ်လို့တဲ့အမမမေးဘဲနဲ့အမကသွားပြောရတာလေတဲ့အဲ့လိုပြောတော့ဟုတ်တယ်လို့ကျမလို့လူတယောက်အဲ့လိုမျိုးပေါ့နော်တခုခုဖြစ်ခံနေတယ်သူ့မှာဘလူလေးဖြစ်နေတယ်ဆိုတာတွေ့ရင်လို့ကျမမနေနိုင်ဘူး तू ကမမေးရင်လေကျမပြောမိတယ်လို့ဆိုတော့တကယ်တော့အဲ့လိုမပြောရဘူးအဲ့ဒါလေးနော်အဲ့တော့ကျမလည်းနောက်ပိုင်းမှာကျမသတိထားတယ်မမေးဘူးဆိုရင်ကျမမပြောရဘူးပေါ့နော်နောက်တစ်ခုကကိုဟောပေးရမယ့်လူကကိုကိုတတိချာကိုလာပြီးတော့နော်ဟုတ်ပြီဒါလေးတော့ဟောပေးပါလို့ပြောမှကိုကဟောရတာနော်ကျမတခါကျမဘေးရင်ပညာသင်ပေးတဲ့နော်ကျမထက်တော့အသက်ကြီးပါတယ်အဲ့ဒီအမတယောက်ကျမဘေးရင်ပညာသင်ပေးတယ်သင်ပေးတဲ့ခါကျတော့ तू ကလေကျမကိုနော် तू နဲ့ကျမနဲ့ဟိုပါပေါ့ဟိုပြောကြတာစကားပြော तू ကပြောတယ်ဆရာမရဲ့တဲ့တခုလောက်ကျမမေတ္တာရဲ့ခံရစေတဲ့ဘာဟုတ်ကဲ့ပြောပါဘာလဲပေါ့နော် तू ကကျမကိုဘေးရင်မေးမယ်ထင်လို့ကျမပြောဘာပြောမှလဲပြောလို့ဆိုဆရာမရဲ့တဲ့ကျမလေးတခုလောက်မေတ္တာရဲ့ခံရစေဆရာမရှိရတယ်ပြောဆိုတော့ဆီယမရဲ့ဆီယမကိုလေတဲ့ဘေးရင်မမေးဘဲနဲ့ဆီယမဟဲနင်ဘာဂယူးဆိုင်ပါနော်ဘလို့ဖြစ်တော့မယ်လို့ဘသူ့ကိုမှမပြောပါနဲ့ဆီယမရဲ့တဲ့သူအဲ့လိုပြောတော့အော်ဟုတ်ပြီလို့ဘာဖြစ်လို့လဲလို့ပြောတော့တချို့လူတွေကပြောကြတယ်တဲ့ဆီယမကတော့မေတ္တာစေတနာနဲ့ပြောလိုက်တာတဲ့ဒါပေမဲ့သူတို့ကတဲ့အဲ့ဒီပေါ်မှာတဲ့ဟင်းငါလည်းမေးလည်းမမေးဘဲနဲ့သူ့လည်းငါမယုံလို့ဘာညာတွေပြောကြတဲ့ခါကြရင်တဲ့ကျမတို့ကပြန်ကြားရရင်တဲ့ဆီယမပေါ်မှာအဲ့လိုပြောတဲ့လူတွေကိုကျမတို့ကစိတ်ကွက်မိတယ်တဲ့အဲ့လိုပြောကျမအော်ဟုတ်တာပေါ့လို့ဘာမှမဖြစ်နဲ့လို့မခံစားနဲ့လို့ကျမပေါ်မှာဘသူဘာပြောမခံစားနဲ့လို့ဆီယမစိတ်မဆိုးဘူးလားဆိုစိတ်ကတော့မဆိုးဘူးလို့ကျမစိတ်လည်းမဆိုးဘူးအဲ့လိုလူတွေကိုစိတ်လည်းမပြတ်ဘူးလို့ဒါကလူရဲ့သဘာဝပဲလို့အဲ့တော့ကျမအဲ့လိုမျိုးကြတော့ကျမခံနိုင်ရရှိတယ်လို့ကျမစိတ်မဆိုးပါဘူးလို့ဟုတ်တယ်ဆီယမတော့စိတ်မဆိုးဘူးတဲ့ဒါပေမဲ့ကျမတို့ကတော့စိတ်ဆိုးမိတယ်တဲ့အဲ့ဒါကြောင့်နော်ဆီယမရဲ့အဲ့လိုလူတွေဆိုရင်မဟောပါနဲ့တဲ့ okay စိတ်ချပေါ့နော်ဒါလည်းကျမကိုတခါကျမဟိုပေါ့ဘေးရင်သင်ပေးတဲ့နော်ကျမကဘေးရင်သင်ပေးလိုက်တဲ့အမတယောက်ကကျမကိုအဲ့လိုမျိုးမေတ္တာရက်ခံဘူးတယ်ပေါ့နော်ဒါလည်းကျမတို့ဘေးရင်ဆရာတွေရဲ့လိုက်နာရမယ့်ကျင့်ဝတ်ထဲမှာပါပါတယ်နော်ကျမအဲ့ဒါမသိတော့ကကျမပြောတာသိပြီးတော့နောက်တော့ကျမလည်းမဟောတော့ကိုလာမမေးဘူးဆိုရင်ကိုကမဟောတော့ဘူးပေါ့နော်အရန်ဆိုးမဲ့ဟာမျိုးတွေ့နေတယ်ဆိုရင်တော့ကျမမဟောဘဲနဲ့နော်ဘယ်ကာတာလေးတော့ရွတ်ကြည့်ပါနော်ဘယ်ဟာလေးတော့ရွတ်လိုက်ပါဆိုတာမျိုးတော့ကျမမသိမသာလေးရေရာတော့ကျမပေးတတ်တယ်။ဘာကြောင့်လဲဆိုတော့ကျမရဲ့စိတ်ထဲမှာကျမနဲ့စုံတဲ့လူတိုင်းကိုကျမကူညီမယ်ဆိုတဲ့စိတ်ကကျမနှလုံးသားထဲမှာရှိတယ်အဲ့ဒါလေးနော်အဲ့ဒါကပ
ပြောမယ်ဆိုလို့ရှိရင်တော့လှုပ်ယူထားတာမဟုတ်ဘူးကျမနဲ့စုံတဲ့လူတိုင်းကျမကူညီနိုင်တာကူညီမဲဆိုတဲ့ကူညီခြင်းနဲ့စိတ်အဲ့ဒါစိတ်ကကျမရှိပါရှိတယ်နော်အဲ့တော့နံပါတ်6ပေါ့နော်နံပါတ်6ကကြတော့ဆရာရှိရနေပြီးတော့ကိုယ့်ကိုဘေးဒင်းပညာသင်ပေးတဲ့ဆရာကနေခွင့်ပြုချက်မပေးဘူးဆိုရင်မဟောအောင်နော်နံပါတ်6ကဆရာရှိရနေခွင့်ပြုချက်မရရင်မဟောရသေးဘူးဆရာထံကနေတားမြစ်ထားတဲ့နီးတွေရှိတယ်နော်ကျမတို့ဘေးဒင်းတွေမှာတွက်ပုံတွက်နီးတွေအမျိုးမျိုးရှိတယ်နော်အဲ့ဒီထဲမှာဆရာကနေပြီးတော့ဒီဟာတော့မလုပ်ရဘူးနော်လို့တားမြစ်ထားတဲ့နော်နီးလန်းနေနော်များသောအားဖြင့်နော်ဆရာတွေကဘာတွေကိုအောက်လန်းနီးတွေမသုံးဖို့တားမြစ်ကြတယ်နော်အဲ့လိုတားမြစ်ထားရင်ကိုကလုံးဝမလုပ်ရအောင်နော်ကျမဆရာတယောက်ကကျမကိုတားမြစ်ခဲ့ဘူးလားရှိတယ်ကျမကပြောရဲဟာဒီလောက်ဆိုးနေတဲ့လူကြီးကိုကျမတို့ဘေးရင်ပညာနဲ့တခုခုလုပ်လို့မရဘူးလားလုပ်လို့ရမှန်းကျမသိတယ်ဒါပေမဲ့ကျမဆရာကကျမကိုတားတယ်မလုပ်ရဘူးနော်အဲ့လူကိုအဲ့ဒါတော့သိမှာပါနော်ဟိုတနိုင်ငံလုံးရဲ့ချင်ဘက်အခုဆိုရင်တကမ္ဘာလုံးရဲ့ချင်ဘက်ဖြစ်နေတာနော်တရုတ်နဲ့ရုရှားတော့ပါခြင်းမပါမှာပေါ့နော်အဲ့လိုမျိုးဆိုတော့သူ့ကိုဘေးရင်ပညာနဲ့လုပ်လို့မရဘူးလားဆိုတော့လုပ်လို့ရတာပေါ့ဒါပေမဲ့အဲ့ဒါမလုပ်ရဘူးတဲ့ဘာကြောင့်လဲဆိုတော့ကျမတို့ကနော်ပြောမယ်ဆိုလို့ရှိရင်နော်ဆက်ကြပါလားမိုးကောင်းငင်တမာဒေဝနှက်ကောင်းနှက်မြက်တွေနဲ့ဝိဇ္ဇာအပေါင်းနော်သူတို့ရဲ့ကူညီမှုတွေစောင့်ရှောက်မှုတွေရနေတဲ့အတွက်ကျမတို့ကဘေးရင်ဟောနေရတာနော်အဲ့တော့ကိုကအဲ့လိုမျိုးအကုသို့မကင်းနဲ့နော်တယောက်ယောက်ကိုစေတနာဆိုးနဲ့ကိုကလှုပ်လိုက်တယ်ဆိုရင်အဲ့ဒီဟာကပြတ်သွားတယ်စီးပြတ်သွားတယ်စီးပေါက်သွားတယ်ပေါ့နော်အဲ့ဒါဆိုရင်ကျမတို့ဒီတမာတွေကနှက်ကောင်းနှက်မြက်တွေဝိဇ္ဇာတွေကမကူညီတော့ဘူးတဲ့အဲ့ဒါကြောင့်ဘယ်တော့မှအဲ့ဒီအောက်လန်းနီးတွေနော်သူများကိုဒုက္ခရောက်စေမယ်ထိခိုက်စေမယ်နီးလန်းတွေကိုမပေးပါနဲ့တဲ့အဲ့ဒါကျမဆရာကျမကိုပြောဘူးတယ်အဲ့ဒါကြောင့်ကျမနော်ကျမကိုတခြားလူတချို့လူတွေလည်းပြောဘူးတာရှိပါတယ်ဆရာမနော်ဆရာမဘလောက်စွမ်းတယ်လဲစွမ်းရင်အဲ့လူကြီးကိုအဲ့လိုဖြစ်အောင်လုပ်လိုက်ပါလားလို့နော်ဒါမျိုးတွေကျမကိုပြောဘူးတာရှိပါတယ်နော် comment တွေကလည်းရေးဘူးတာရှိတယ်ဒါပေမဲ့ကျမကမလုပ်ဘူးအဲ့ဒါကိုဘာကြောင့်လဲဆိုတော့ကျမကလည်းဒီကျင့်ဝတ်တို့ဘာတို့ကျမလေးစားတဲ့အထဲမှာပါတယ်နော်မသိလို့ဖောက်ဖြက်ချင်တာဖောက်ဖြက်မယ်တိပြီးတော့ကျမကမဖောက်ဖြက်ဘူးเนาะအဲ့တော့ကျမဆရာကအဲ့လိုတားမြစ်ထားတဲ့အတွက်ကျမမလုပ်ဘူးအဲ့တော့ဆရာကခွင့်ပြုချက်မရှိရင်မဟောရဘူးဆရာကတားမြစ်ထားတဲ့နီးလန်းကိုမသုံးရဘူးစီးမြင့်အရာဘေးရင်ဆရာဆိုရင်เนาะဘလို့စီးမြင့်နေခုနကျမပြောတဲ့ကျင့်ဝတ်10ပါးအရာခွင့်မပြုထားတဲ့เนาะနီးလန်းကိုကျမတို့မသုံးရဘူးနောက်တဘာဝတရားကိုစန့်ကျင်တဲ့အဖြစ်အပျက်တွေအတွက်မသုံးရအောင်ဥပမာသဘာဝတရားဆိုတာဘာလဲဖြစ်ပြီးရင်ပြက်မှာပဲပြက်ပြီးရင်ဖြစ်မှာပဲအဲ့တော့ကျမတို့လူကိုမသိအောင်လုပ်ပေးလို့မရဘူးเนาะဒါကဗုဒ္ဓမြတ်စွာဘုရားရှင်တောင်မှဒါလုပ်မပေးဘူးလုပ်ပေးလို့လည်းမရဘူးဘာကြောင့်လဲသဘာဝကြီးကသဘာဝအတိုင်းပဲเนาะငလင်မလုပ်အောင်လုပ်ပေးပါလုပ်လို့မရအောင်ငလင်မလုပ်အောင်เนาะဘေးရင်ဆရာငလင်မလောက်အောင်လုပ်ပေးလို့မရဘူးเนาะငလင်လှုပ်မဲ့ငလင်ကကိုယ်လာပြီးတော့မထိခိုက်အောင်ပဲလုပ်လို့ရတယ်เนาะအဲ့ဒါတော့ရှိတယ်เนาะဒါဘေးရင်ဆရာတွေဟိုကျမတို့စွန့်အင်ကိုတည်တဲ့လူတွေတဘာဝတရားကိုစန့်ကျင်ပြီးတဘာဝတရားကိုတားမြစ်တဲ့အလုပ်မျိုးတွေကျမတို့တွေကလုပ်လို့မရဘူးเนาะတချို့တွေဆိုလို့ရှိရင်เนาะဘလို့လုပ်တာရှိတယ်เนาะဒါတွေကလုပ်လို့မရအောင်ကျမဟိုလေအဲ့ဒါမျိုးတွေလာပြီးတော့သင်ခိုင်းလဲကျမကမသင်ပေးဘူးလုတ်တက်လားလို့ပြောရင်ကျမလည်းမလုတ်တက်ဘူးအဲ့လိုလုတ်ခဲ့တဲ့အတွေ့အကြုံရှိလားလို့မေးရင်ကျမမှလည်းအဲ့အတွေ့အကြုံလုံးဝမရှိပါဘူးเนาะအဲ့တော့ဒါနံပါတ်9နံပါတ်10ကကြတော့เนาะဘေးရင်ပညာကိုတဲ့เนาะစေတနာဆိုးနဲ့เนาะစေတနာဆိုးနဲ့အသုံးမပြုရဘူးတဲ့เนาะဘေးရင်ပညာရက်ကိုအကျိုးတစ်ခုတည်းအတွက်အသုံးမပြုရအောင်စေတနာဆိုးတယ်ဆိုလူတစ်ဖက်သားကိုထိခိုက်စေခြင်းနဲ့လူတစ်ဖက်သားကိုညောနစ်နာစေခြင်းနဲ့စိတ်နဲ့ဘေးရင်ပညာကိုအသုံးမပြုရဘူးတဲ့ဘေးရင်ပညာရဲ့ကိုကျိုးတစ်ခုတည်းအတွက်အသုံးမပြုရဘူးတဲ့နောက်ဘေးရင်ပညာရဲ့ကိုသင်ယူတဲ့အခါမှာဟာကျမရှီကနေသင်တယ်ဟုတ်ပြီဆရာမရှီကနေကျမတို့ဒါသင်ပါတယ်ပြီးရင်ဆရာမပြောတဲ့နော်ကျင့်ဝတ်10ပါးကိုကျမတို့လိုက်နာပါမယ်ဆိုရင်တကယ်ကိုအဲ့ဒီကျင့်ဝတ်10ပါးကို
လိုက်နာရမယ်တဲ့နော်ဟုတ်ပြီနော်အဲ့တော့ကျွန်မပြောချင်တာဒီကျင့်ဝတ်10ပါးကိုလိုက်နာနိုင်မှတင်ပါလို့ဒါကျွန်မပြောချင်တာနော်တင်ပြီးမှမလိုက်နာနိုင်လို့ပြက်ကွက်တယ်ဆိုရင်နော်အဲ့ဒါဟာအကုသိုလ်ဖြစ်တယ်နော်အဲ့တော့ဒါဘေးရင်ဆရာလုပ်မယ်ဆိုရင်ဒီကျင့်ဝတ်10ပါးကိုလိုက်နာရမယ်ဟာကျမတို့ကသူများတို့မဟောပါဘူးကိုဟာကိုပဲဟောမယ်ကိုဟာကိုလည်းဟောလေဘေးရင်ဆရာပဲနော်ကိုမိသားစုကိုဟောပေးလေဘေးရင်ဆရာပဲနော်အဲ့တော့ပတ်စံနဲ့ဟောမှနော်အသက်မွေးဝမ်းကြောင်းလုံမှဘေးရင်ဆရာဖြစ်တာမဟုတ်ဘူးเนาะဒါပေမဲ့ကိုကကိုဟောနေတယ်ဆိုလဲဘေးရင်ပညာကိုတက်ပြီးသူများကိုဟောလိုက်ပြီးကိုကကိုဟောပြီးသူများကိုဟောပြီးဆိုတာ ਨੇ အဲ့ဒါဆရာဖြစ်တာပဲเนาะအဲ့တော့ကျမဒီမှာဆက်ပြောမှာ108ရဲ့အဓိဋ္ဌာန်ပြုလုပ်ရမယ်เนาะ108ရဲ့ဆိုတာဘာဖြစ်လို့108ရဲ့လောက်ရတယ်လဲလို့ပြောရင်ကျမတို့ဂျိုးစင်တွေကိုဂျိုးတွေကိုအစင်တိုင်းเนาะတနင်္ဂနွေဟလာဂျိုးသက်เนาะတနင်္ဂနွေရဲ့ဂျိုးသက်ကိုเนาะဂျိုးသက်တနင်္ဂနွေဆိုရင်6နှစ်တနင်္လာဆို15နှစ်အဲ့လိုမျိုးအားလုံးရည်လိုက်တဲ့အခါမှာเนาะဂျိုးလေးဂျိုး9ခုကိုရည်ရင်တော့96အဲ့ဒီမှာယာဟုတစ်နှစ်ကျမတို့ကထည့်ရမယ်ယာဟုရဲ့ဂျိုးသက်က12နှစ်ထဲလိုက်ရင်100နဲ့မှ8เนาะအဲ့တော့108ရဲ့အဓိဋ္ဌာန်လောက်ရမယ်เนาะအဲ့တော့108ရဲ့အဓိဋ္ဌာန်ကမပြတ်လို့မရဘူးအဲ့ဒီ108ရဲ့မှာရက်90လောက်မှပြတ်သွားရင်တစ်ကနေပြန်စเนาะပြတ်လို့လုံးဝမရပါဘူးเนาะ108ရဲ့ကို108ရဲ့စလုံးတင်ကြီးတယ်မပြတ်သွားရမယ်ဟုတ်ပြီဘာတွေလောက်ရမလဲပြောရင်နံပါတ်1ကတော့သီလဆောင်ထင်းရမယ်5ပါးသီလနော်ဆောင်ထင်းရမယ်၅ပါးသီလညှိုးပြီလို့ထင်ရင်ဖះရှင်စီမှာပြန်ပြီးတော့၅ပါးသီလယူပါနော်ကျမလည်းညှိုးတယ်လို့ထင်ရင်ကျမ၅ပါးသီလသွားယူတယ်ဖះရှင်ရှိကိုသွားပြီးတော့ဖះရှင်ရှိကိုမသွားနိုင်ဘူးကိုကနော်လမ်းမှာရောက်နေလို့တနေရာမှာရောက်နေလို့ဖះရှင်နဲ့ဝေးတဲ့နေရာရောက်တယ်ဆိုရင်လေနော်သေသေးချာချာလေးခဏလေးနားပြီးတော့နော်ဖះရှိခိုးနော်စိတ်ထဲကနေမနှောတွေကနေရှ िख ိုးလို့ရတယ်နော်ဖះရှ िख ိုးပြီးတော့၅ပါးသီလကိုယူလိုက်ပါနော်အဲ့တော့နံပါတ်1က၅ပါးသီလထိမ့်သိမ်းရမယ်နော်နံပါတ်1ကပြောမယ်108ရဲ့အဓိဋ္ဌာန်လောက်ရမယ်ဒါနံပါတ်1နံပါတ်2က၅ပါးသီလစောင့်ထိန်ရမယ်နံပါတ်3ကခင်မွန်းကြီး10ပါးကိုနေ့တိုင်းဝင်ချကြတော့ရမယ်နော်ဘာကြောင့်လဲဒီထဲမှာခင်မွန်းကြီး10ပါးကိုပြစ်မှားရင်လေဘေးရင်ဆရာမဖြစ်ဘူးနော်အဲ့ဒါရှိတယ်နော်ဘေးရင်ဆရာကလေပြောမယ်ဆိုရင်လူတိုင်းမဖြစ်နိုင်ဘူးနော်ဒါပေမဲ့ကျမကတော့ဒီပညာကိုကျမမျှသင်ပေးတယ်ဘာကြောင့်သင်ပေးလဲဒါကျမပညာဒါနလုပ်တာအသက်မွေးဝမ်းကြောင်းလို့ရတဲ့ပညာရဲ့တစ်ခုဖြစ်တဲ့အတွက်ကျမသင်ပေးတာနော်အဲ့တော့ခင်မွန်းကြီး10ပါးကို108ရက်လုံးနေ့စဉ်မပြတ်နော်ကတော့ရမယ်နော်ဝင်ချရမယ်နော်ခင်မွန်းကြီး10ပါးဒါတချို့လူတွေကခင်မွန်းကြီး10ပါးကိုတစ်လတစ်ခေါက်ဝင်ချတယ်တပတ်တစ်ခေါက်ဝင်ညာနိုး108ရက်စလုံးဝင်ချရမယ်နောက်တရဏဂုံကိုနော်တနေ့ကိုပတိတပတ်စိတ်ရမယ်နော်ဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိတရဏဂုံကိုပတိတပတ်နေ့တိုင်းစိတ်ရမယ်108ရက်စလုံးပူဇော်ရမယ်ပြီးရင်ဂုံတော်9ပါးကိုပတိတပတ်နေ့တိုင်းပူဇော်ရမယ်နော်ဂုံတော်9ပါးပတိတပတ်တရဏဂုံပတိတပတ်ပူဇော်ရမယ်နံပါတ်6ကတော့မေတ္တာသုတ်ကိုဂျိုးစင်အတိုင်းပူဇော်ရမယ်နော်ဘလို့ပူဇော်ရမလဲမေတ္တာသုတ်ကိုကမွေးနေ့ကိုယ့်ရဲ့မွေးနေ့မှာစလို့ရတယ်နော်ဆရာမရဲ့ကျမတို့မွေးနေ့မှာမစခြင်းဘူးဆိုရင်လဇန်း1ရက်နေ့မှာစလို့ရတယ်လဆုတ်1ရက်နေ့မှာစလို့မရဘူးလဇန်း1ရက်နေ့မှာစလို့ရတယ်လပြည့်နေ့မှာစလို့ရတယ်ကိုယ့်ရဲ့မွေးနေ့မှာစလို့ရမယ်စတဲ့ရက်မှာရေမိုးချိုတသက်လွတ်စားပြီးတော့9ပါးသီလယူပြီးတော့စရမယ်နော်စတဲ့ရက်တရက်ပထမဦးဆုံးရက်မှာရေမိုးချို9ပါးသီလယူတသက်လွတ်စားပြီးတော့စရမှာဖြစ်ပါတယ်နော်ဘယ်နေ့မှာစနော်ကိုမွေးနေ့မှာလဲစလို့ရတယ်နော်လဇန်း1ရက်နေ့မှာလဲစလို့ရတယ်လပြည့်နေ့မှာလဲစလို့ရတယ်စလို့မရတာလကွယ်နေ့တွေမစရဘူးပေါ့နော်သူပြောမယ်ဆိုတော့လဇန်းဖြစ်ဖို့လိုတယ်လပြည့်ကျော်1ရက်လစုပ်တို့လကွယ်တို့မှာ
မစရပါဘူးเนาะစတဲ့ရက်မှာတသက်လွတ်စားမယ်ကိုးပါးသီလယူမယ်စမယ်เนาะတချို့ကကြတော့ဟာကိုးပါးသီလမယူနိုင်လို့၅ပါးသီလရောဆိုတော့ဒါလည်းခွင့်ပြုပါတယ်เนาะဒါပထမရက်မှာတော့ဒါဖြစ်စေချင်နောက်တစ်ခုကဒါကိုလုံနေတဲ့အချိန်တိုင်းမှာအဖြူရောင်ဝတ်ရမယ်เนาะအဲ့ဒါရှိတယ်ဖျောင်းတိုင်ကိုအဖြူရောင်ဖျောင်းတိုင်ပဲသုံးရမယ်เนาะဒီဟာကိုကျမတို့လုံနေတဲ့အဓိဋ္ဌာန်လုံနေတဲ့အချိန်မှာအင်ဂျီကအဖြူရောင်ဝတ်ရမယ်เนาะဒီဘေးရင်ပညာကိုသင်နေတဲ့ကာလမှာလည်းအဖြူရောင်ပဲဝတ်ရတယ်ဒီ108ရက်လုံးဒီအဓိဋ္ဌာန်ကိုကိုကဝင်နေတဲ့ကာလမှာအဖြူရောင်ဝတ်ရမယ်ဟာဆီယာမအပြင်သွားတယ်ရုံးယူနီဖောင်းဝတ်လို့မရဘူးလားရတယ်နော်ဒါပေမဲ့ဒီအဓိဋ္ဌာန်ကိုကိုကဖျားရှိခိုးပြီးတော့ဒီအဓိဋ္ဌာန်ကိုလုတ်ပြီးဆိုတာနဲ့အဖြူရောင်အင်ကြီးလဲအဖြူရောင်ဝတ်ပြီးမှဖျားရှိခိုးဟုတ်လားတီလာယူဒီ108ရဲ့အဓိဋ္ဌာန်ကိုပြုရမယ်နော်ဒါကဘာလဲလို့ပြောရင်ကျမတို့ကဝိဇ္ဇာတွေဟုတ်လားနော်ဒီတမာတွေကနတ်ကောင်းနတ်မြတ်တွေဂျူမင်းဂျူရီဂျူမင်းကြီးတွေရဲ့အကူအညီအထောက်ပံ့ကိုကျမတို့ကရယူရတဲ့လူတွေဖြစ်တယ်နော်အဲ့တော့တနင်္ဂနွေဆိုရင် तू ကနော်တနင်္ဂနွေဆိုဒါစမယ်စရင်တနင်္ဂနွေကနေစတယ်နော်တနင်္ဂနွေစတယ်ဆိုရင်မေတ္တာတုတ်ကတနင်္ဂနွေကဂျိုးစင်6နှစ်ဖြစ်တဲ့အတွက်6ခေါက်6ရက်စမယ်နော်တနင်္ဂနွေ6ခေါက်တနေ့ကို6ခေါက်မေတ္တာတုတ်ယူရမယ်ဘယ်နှစ်ရက်တိတိယူရမလဲ6ရက်ပူဇော်ရမယ်ကိုယ့်အကူစာအုပ်လေးနဲ့မှတ်ထားဘယ်နေ့ကစတယ်စတာ6ရက်မြောက်နေ့ထိတနင်္ဂနွေဟာလားအဲ့ဒါဆိုရင်တနေ့ကို6ခေါက်ဟုတ်ပြီတနင်္လာဆိုရင်ဂျိုသက်က15နှစ်ဖြစ်တဲ့အတွက်တနေ့ကို15ခေါက်ဘယ်နှစ်ရက်လဲ15ရက်နော်3ခါပေါ့နော်အင်္ဂါကြတော့တနေ့ကိုဘယ်နှခေါက်ယူရမလဲ8ခေါက်ဘယ်နှစ်ရက်ယူရမလဲ8ရက်ယူရမယ်ဟုတ်ပြီတနင်္ဂနွေ6ရက်ပြည့်ပြီ9ရက်ကြာရင်တနင်္လာအတွက်ဖြစ်သွားပြီတနင်္လာအတွက်ဆိုရင်15ခေါက်15ရက်ဖြစ်ပြီ15ရက်ပြည့်သွားပြီဟဟလား21ရက်ရှိပြီဆိုရင်ကိုကဘယ်ဟာပြအင်္ဂါကြတော့နော်အင်္ဂါနေ့မှာအင်္ဂါစရတာမဟုတ်ဘူးနော်ကိုစမဲ့နေ့อ่ะခုနကကျွန်မပြောပဲမွေးနေ့မှာစလာပြေးနေ့မှာစလာစန်းတရက်နေ့မှာစလို့ရတယ်စတဲ့ရက်မှာတနင်္ဂနွေကိုစယူရမယ်တနင်္ဂနွေဂျိုအတွက်ယူရမယ်6ခေါက်ယူရမယ်6ရက်ယူရမယ်ပြီးရင်တနင်္လာအတွက်15ခေါက်15ရက်ယူရမယ်ပြီးရင်အင်္ဂါအတွက်10ခေါက်10ရက်ယူရမယ်ပြီးရင်ဗုဒ္ဓဟူးအတွက်နော်18ခေါက်18ရက်ယူရမယ်ကြာတပတိအတွက်19ခေါက်19ရက်ယူရမယ်တောက်ကြာအတွက်21ခေါက်21ရက်ယူရမယ်စနေအတွက်10ခေါက်10ရက်ယူရမယ်ရာဟုအတွက်12ခေါက်12ရက်ယူရမယ်အဲ့ဒါတွေအားလုံးယူပြီးပြီဆိုရင်နော်ဒါကကျမဒီဘက်မှာသင်ခန်းစာတွေသင်နေတယ်ကိုကဘာတွေလုပ်မလဲအဲ့ဒါတွေကိုရွတ်မယ်ဘယ်တော့စမလဲလို့ပြောရင်နော်လာမယ့်ဒီနေ့ကထားပါတော့ဒီနေ့စလို့ရတဲ့လူကဒီနေ့စနော်ဟာဒီနေ့တော့မစနိုင်တော့ဘူးမနေ့ဖြန်မှစမယ်ဆိုလဲရတယ်စတဲ့နေ့ဟာခုန3မျိုးကိုမွေးနေ့ဖြစ်ရမယ်ကိုမွေးနေ့မှာစဟာကိုမွေးနေ့ကတနင်္လာနေ့မို့လို့တနင်္လာနေ့မှာစလို့ရတယ်အင်္ဂါနေ့မွေးတဲ့လူကအင်္ဂါနေ့မှာစလို့ရတယ်ဗုဒ္ဓဟူးနေ့မွေးတဲ့လူကဗုဒ္ဓဟူးနေ့မှာစလို့ရတယ်အကြောင်းကြောင့်ကိုမွေးနေ့မှာမစနိုင်ဘူးဆိုရင်လာပြည့်နေ့မှာစနော်လာပြည့်နေ့မှာစလို့ရတယ်လာပြည့်နေ့လည်းမစနိုင်ဘူးဆိုလာဇန်တရက်နေ့မှာစဘယ်နေ့ကပဲစခုနကျွန်မပြောတဲ့ဘယ်နေ့ကပဲစ108ရက်တော့ပြည့်ရမယ်အဲ့ဒီ108ရက်ပြည့်မှာအဓိဋ္ဌာန်ပြည့်တယ်နော်အဲ့တော့ဒီအဓိဋ္ဌာန်ဟာဘာအတွက်လုပ်တဲ့အဓိဋ္ဌာန်လဲလို့ပြောရင်ကျမတို့စိဏာမဏိဉာဏ်စဉ်ရဖို့အတွက်လုပ်တဲ့အဓိဋ္ဌာန်နော်အဲ့တော့စိဏာမဏိဉာဏ်ဆိုတာကလူတိုင်းတော့ရတာမဟုတ်ဘူးဒီ108ရဲ့အဓိဋ္ဌာန်လုပ်ရင်တော့ဒါဟာအများစုကရတယ်မပြတ်အောင်လုပ်ရင်ပေါ့နော်အဲ့တော့ဒီအဓိဋ္ဌာန်ကိုဒါလေးကိုတော့ကျမကလောက်ရမယ်လို့ကျမပြောပြစီကျမတို့နော်သီလနဲ့သမာဓိစောင့်တည်တဲ့အဆင့်မှာဒါပထမအဆင့်အခြေခံအဆင့်ပေါ့နော်အဲ့တော့ဟုတ်ပြီဒါလေးလုပ်ပြီးဆိုရင်ကျမတို့အဲ့ဒါဆိုရင်တော့ဘေးရင်ဆရာတယောက်အနေနဲ့လေ့ကျင့်ရမယ့်အပိုင်းကိုဒါလေ့ကျင့်တယ်လို့ပြောလို့ရတယ်နော်အဲ့တော့
ဒီနေ့ဆက်ပြီးတော့ကျွန်မပြောပါမယ်အဲ့ဒါဘာလဲလို့ပြောရင်မနေ့တုန်းကကျွန်မတို့သင်ပေးခဲ့တယ်เนาะမဟာဘုတ်ပေါ့เนาะမဟာဘုတ်ကိုကျွန်မတို့သင်ပေးတယ်ဟလားတော်တော်များများလဲလှုပ်လာကြတာတွေ့တယ်เนาะကျွန်မအဲ့အတွက်လဲဝမ်းသာတယ်เนาะအောင်လန်ထူစစ်သူကြီးပွဲနဲ့ဒါမဟာဘုတ်ကိုကျွန်မတို့စပြီးတော့သင်ပြီเนาะအဲ့တော့မဟာဘုတ်မှာကျွန်မတို့မှတ်သားရမှာရှိတယ်ပေါ့เนาะမဟာဘုတ်မှာเนาะဥမာဆိုပါစို့เนาะကျွန်မတို့ကမဟာဘုတ်မှာမြင်တဲ့အတိုင်းပေါ့နော်ဘယ်လိုပြောရမလဲမနေ့ကဟာလေးပေါ့နော်ဒီလိုဒါမဟာဘုတ်မနေ့ကနော်ပြထားတာဥမာဒီမှာအဓိပတိဟလာနော်ဒီလိုမျိုးဘင်္ဂအောက်ကဒီကနော်ဘင်္ဂကနေစတယ်ဘင်္ဂမရဏပြီးရင်အထွန်းဟလာအထွန်းပြီးရင်တရာစပုတိအဓိပတိအဲ့လိုမျိုးနော်ဇာတာခွင်ချတာနော်ဒါကိုလေသိပြီလို့ကျွန်မယူဆတယ်เนาะမနေ့ကလည်းဒါကိုပြောပြီးပြီသိပြီဆိုယူဆတယ်ပြီးတော့ကျွန်မတို့ကဂျိုနီအရက်ကိုကျွန်မတို့ပြောတယ်ဟလာဂျိုနီအရက်တွေဒါတွေကိုလည်းသိပြီလို့ကျွန်မယူဆတယ်เนาะဒီနေ့မှဒါကိုသိတယ်ဆိုရင်မနေ့က live ရဲ့ comment မှာ live ရဲ့ comment မှာကျွန်မတင်ထားတယ်အဲ့ဒါကိုသွားပြန်ကြည့်ပါเนาะတခုတော့ရှိတယ်เนาะအဲ့ဒီကျွန်မအိမ်စာတင်လိုက်တဲ့ live ရဲ့ comment ပြောက်မသွားအောင်တော့နော်ဝင်ကြည့်တဲ့လူတိုင်းကအဲ့ဒီ comment ကို like လေးပေးသွားမှ तू က like များမှ तू ကအဲ့ဒီ post ရဲ့ထိတ်ဆုံးမှာရောက်တာနော်အဲ့တော့အဲ့လို like ပေးသွားဖို့ကျွန်မကတိုက်တွန်းနေဘာကြောင့်လဲရှာတချို့လူတွေရှာမတွေ့ဘူးပြောလို့နော်နောက်တစ်ခုလဲကျွန်မထပ်ပြီးတော့ပြောပြစီအဲ့ဒါဘာလဲလို့ပြောရင်ကျွန်မတို့ Messenger နေပြီးတော့ကျမရဲ့ဒီ page Messenger နေပြီးတော့အိမ်စာထပ်တာတွေသင်တန်းနဲ့ပတ်သက်တာတွေဘာလို့မှလာပြီးတော့ Messenger မှာမမေးပါနဲ့နော်ဘာကြောင့်လဲလို့ပြောရင်အဲ့ဒီ Messenger ကနော်သင်တန်းကိစ္စတွေပါဝင်မေးရင် तू ကလေ error တက်ပြီးတော့နော်ကျမ Beading Hall ဖို့နော်လူတွေကိုပြန်ရှာမတွေ့တော့ဘူးအဲ့လိုဖြစ်တတ်လို့ပါနော်တချို့လူတွေဆိုရင်ကျမမှတ်ထားတဲ့ booking number တွေအဲ့မှာရိုက်ရှာတာမတွေ့ဘူးအဲ့ဒါတက်နေတယ်ဘလို့မှရှာလို့မတွေ့တာတွေရှိတယ်အဲ့ဒါကြောင့်ကျမကိုကူညီသောအားဖြင့်ကျမကိုတနာသောအားဖြင့်ကျမကိုငဲ့ညာသောအားဖြင့်ကျမရဲ့ page ရဲ့ messenger မှာသင်တန်းကိစ္စတွေကျေးဇူးပြုပြီးတော့မမေးပါနဲ့လို့ကျမအနူးအညွတ်ကိုမေတ္တာရက်ခံပါတယ်နော်အဲ့တော့ဆက်ပြောပါမယ်နော်အဲ့တော့ကျမဆက်ပြောပါမယ်နော်ဆက်ပြောမယ်နော်နည်းနည်းမောလို့โอเคအခုကျမရှိမှည2 နာရီနဲ့9မိနစ်ရှိပြီသိလားเนาะအဲ့ဒါကြောင့်ကျမနည်းနည်းလေးမောလို့အိတ်လဲအိတ်ချင်လာပြီအဲ့ဒါကြောင့်ကျမခဏနားပြီးပြောတာเนาะဒါပေမဲ့အခုဆက်ပြီးတော့ပြောပါမယ်เนาะအဲ့တော့ကျမဘာဆက်ပြောမလဲလို့ပြောရင်မနေ့တုန်းကကျမဘသူကဘာအဖွားလဲဒါကိုကြည့်ဖို့ကျမပြောခဲ့တယ်เนาะအခုအဲ့ဒါကိုဆက်ပြီးတော့ပြောမယ်เนาะပုတိเนาะဒီမှာဆိုလို့ရှိရင်ပုတိဘင်္ဂမရဏဆိုတာရှိတယ်เนาะဒီအောက်ကပုတိဘင်္ဂမရဏเนาะဒီဇာတာကွင်မှာပုတိရဲ့เนาะဘင်္ဂရဲ့မရဏရဲ့အဲ့ဒီ3အိမ်ကကြတော့ तू ကအောက်အိမ်လို့ခေါ်တယ်เนาะအောက်အိမ်ဆိုတာဘယ်လိုပြောလဲလို့ပြောရင်ဒီအောက်အိမ်မှာကြားတဲ့လူကအဖွားမကောင်းဘူးလို့ပြောကြတယ်เนาะအဖွားမွေးဖွားလာတဲ့မွေးစာတာမကောင်းဘူးလို့ပြောကြတယ်เนาะအဲ့တော့အပေါ်အိမ်ဖြစ်တဲ့เนาะအထွန်းတိုက်ရာဇအဓိပတိဆိုရင် तू ကအဲ့ဒါမွေးစာတာကောင်းတယ်လို့ပြောတယ်เนาะအဲ့တော့မွေးစာတာကောင်းတယ်မကောင်းဘူးဆိုတာဘာကိုကြည့်လဲလို့ပြောရင်ကိုယ့်ရဲ့เนาะကိုကဘာဖွားလဲဟာလားတိုက်ဖွားဆိုရင်တော့ဟာဒါမွေးစာတာကောင်းတယ်ပုတိဝါဆိုရင်ဟာဒါမွေးစာတာသိမကောင်းဘူးเนาะဘင်္ဂဆိုရင်ဟာဒါမွေးစာတာမကောင်းဘူးမရဏဆိုရင်ဟာဒါဂယုဆိုင်ရမယ်မရဏဆိုတာငယ်ငယ်လေးနဲ့သေတတ်တယ်ဒါမွေးစာတာမကောင်းဘူးဒါမျိုးရေဘူးရပြောကြတယ်ပေါ့နော်အဲ့တော့အဲ့ဒီခါကိုကြည့်ပြီးတော့မွေးစာတာကောင်းလားမကောင်းလားဆိုတာကိုဘာကိုပြောသလဲဆိုရင်ခုနပြောတယ်အောက်အိမ်မှာကြားတယ်ဆိုရင်မွေးစာတာမကောင်းဘူးအပေါ်အိမ်တွေမှာကြားတယ်ဆိုရင်မွေးစာတာကောင်းတယ်လို့ပြောကြတယ်เนาะအဲ့တော့တိုက်ဆိုလို့ရှင်တိုက်အိမ်မှာကြားတယ်เนาะတိုက်အိမ်ဆိုရင်ဒါတိုက်အိမ်ရဲ့သဘောတရားဘာလဲလို့ပြောရင် तू ကအ
အရွယ်သုံးပါးစလုံးငွေကြီးနဲ့ပတ်သက်ပြီးတော့ကြောက်ကြမဲ့ဒီနိုင်တယ်နော်လုံးဝကြောက်ကြမဲ့ငွေကြီးသူလိုချင်တာလေးတွေပြည့်သွားတယ်ဘာကြောင့်လဲတော့တိုက်အိမ်ကြတဲ့လူအများစုကအတိတ်ဘဝတုန်းလဲအရင်ဘဝတွေတုန်းကဒါနမြဲခဲ့တဲ့လူကြီးကြတာများတယ်နော်ဒါနအားကောင်းတဲ့လူတွေဟာတိုက်အိမ်ကြတယ်နော်ဟုတ်ပြီသီလနဲ့တမာတိအားကောင်းတဲ့လူတွေကြတော့အထွန်းနဲ့ရာဇအိမ်မှာကြတယ်နော်အထွန်းတို့ရာဇဘွားတို့ဟလာသီလအားလည်းကောင်းတယ်တမာတိအားလည်းကောင်းတယ်ပေါ့နော်အဓိပတိကြတော့လေသူကမကောင်းဘူးလားလို့ပြောတော့ကောင်းတယ်နော်အဓိပတိကြတော့သူကဘာကိုသွားကြလဲဆိုပညာဉာဏ်နော်ပညာဉာဏ်ရှိတဲ့လူတွေကများသောအားဖြင့်အဓိပတိအိမ်မှာသွားပြီးတော့ကြတယ်နော်အဲ့တော့ဒီဟုတ်ပြီပုတိယကြတော့သူကစိတ်ပူပန်တတ်တယ်မောဟပေါ့နော်မောဟသူ့ရဲ့စရိုက်ကဘာလဲဆိုစိတ်ပူရဲတွေးပြီးပူတတ်တယ်မောဟစရိုက်ပေါ့နော်ဘင်္ဂကြတော့သူကပျက်စီးလွယ်တယ်ဥစ္စာမမြဲတတ်ဘူးသူကနော်ဥစ္စာမမြဲတတ်ဘူးပျက်စီးလွယ်တယ်နော်ခြူကြတယ်ပေါ့နော်ဒါဘင်္ဂရဲ့သဘောပေါ့နော်ပြီးတော့မရဏကြတော့သူကနော်အသက်သေဆုံးလွယ်တယ်ဟလာနော်တခုဆိုလို့ရှိရင် तू ကခက်ခဲစူးစားရတယ်ခက်ခဲတယ် तू ကနော်အဲ့လိုမျိုးတဘာဝတွေရှိတယ်နော်အဲ့တော့ကျွန်မအဖွားဟောတွေကိုတစ်ခုချင်းစီကိုကျွန်မပြောပြမယ်အဲ့ဒါတွေကတကယ်တော့ကျမ်းနေတဲ့မှာပါတဲ့ဟာတွေနော်ဒါပေမဲ့အဲ့ဒါတွေကိုကြည့်ပြီးတော့လူတယောက်ကိုဟာအထွန်းဖွားမွေးတာပဲအဲ့ဒါကြောင့်အမွေးဖွားဇာတာကောင်းနေသူချမ်းသာလိမ့်မယ်လို့တော့တရသေးကြီးကျမတို့ဟောလို့မရဘူးเนาะဘာကြောင့်လဲဆိုရင်ဘေးရင်ဆိုတာအတိတ်ကနော်အတိတ်ကံကိုကြည်တာဒီဖွားတာဟာဒါအတိတ်ကသူလုပ်ခဲ့တာအဲ့ဒီကံကိုကြည်တာဒီအဖွားကိုကြည်တယ်ဒါပေမဲ့ဉာဏ်နဲ့ဝရိယကဒီဘက်လက်ထဲမှာရှိတယ်နော်10ခုရှိရင်အတိတ်ကံက90ရာခိုင်နှုန်းရှိရင်ဉာဏ်နဲ့ဝရိယကကျန်တဲ့90ရာခိုင်နှုန်းရှိတယ်နော်အဲ့တော့ကျမတို့ကလူတယောက်ကိုကြည်လိုက်တာနဲ့ဟာဘင်္ဂဘွားဖြစ်မလို့ तू ကတော့တလုံးဆင်းရဲမယ်လို့ဟောလို့မရဘူးနော်ဟုတ်ပြီနော်ကျမအဲ့တော့ဆက်ပြောမယ်အထွန်းဖွားကနေစပြောမယ်နော်အထွန်းဖွားကသူကအဖွားတွေအားလုံးထဲမှာအကောင်းဆုံးကအထွန်းဖွားနော်အထွန်းဖွားကဘာလဲလို့ပြောရင်သူကသီလအားတမာတိအားကောင်းတဲ့လူတွေအတိတ်ဘဝတုန်းကသီလနဲ့တမာတိဒါနနော်ဒါနသီလနော်ပြောမယ်ဆိုရင်ဒါနသီလဘာဝနာအားကောင်းတဲ့လူတွေကအထွန်းဖွားတယ်နော်မွေးလာတယ်အဲ့လိုသီလရောနော်ဒါနရောသီလရောနော်တမာတိရောအားကောင်းတဲ့လူတွေမွေးလာရင်အထွန်းဖွားအနေနဲ့မွေးလာတယ်အတိတ်ဘဝတုန်းကဒီအကျိုးပေးအနေနဲ့အထွန်းဖွားအနေနဲ့အကျိုးပေးတယ်သို့တော့ဒီဘဝမှာအကုသိုလ်တွေလုပ်တယ်ဆိုရင်တော့သူ့ရဲ့သက်ကြီးကံပေါ့နော်ဒီတတိယအရွယ်မှာဒါမကောင်းဘူးအဲ့လိုမျိုးအကျိုးပေးတတ်တယ်နော်အဲ့တော့လူတယောက်ရဲ့ဟာသူ့ရဲ့မွေးကံကလူတယောက်ကိုဘလောက်ထိဘယ်အသက်အရွယ်ထိအကျိုးပေးသလဲဆိုတာကိုကြည့်မယ်ဆိုရင်သူဟာဘာနေသားလဲဆိုတာကြည့်ရမယ်နော်ဥမာဆိုပါစို့အထွန်းဘွားနော်စနေသားအထွန်းဘွားဆိုသူ10နှစ်ထိဒါဟာသူဟာသူ့ရဲ့အထွန်းဘွားတွေကကောင်းကျိုးကိုခံစားရမှာသူက10နှစ်ထိရှိတယ်နော်တောက်ကြအထွန်းဘွားဆိုရင်သူက21နှစ်ထိသူ့ရဲ့ကောင်းကျိုးကံကိုငယ်အတိတ်ကကောင်းကျိုးကံကိုသူခံစားရတာ21နှစ်ထိရှိတယ်အဲ့ဒီလိုမျိုးကျမတို့ကရေဘူးရပြောလို့ရတယ်နော်ဟာအထွန်းဘွားတနင်္လာအထွန်းဘွားဆိုရင်15နှစ်ထိသူဟာအတိတ်ဘဝကကောင်းကျိုးကိုခံစားရမယ်ဟုတ်ပြီအဲ့လိုဆိုရင်15နှစ်ရဲ့နောက်ပိုင်းအသက်20 30ကြတော့ကောဆိုရင်အဲ့ဒီသူမွေးတဲ့15နှစ်အတွင်းမှာသူ့ရဲ့ဘာတွေလုပ်ထားလဲအဲ့15နှစ်အတွင်းမှာ तू ကနော်ကုသိုလ်တွေလုပ်တာလားအကုသိုလ်တွေလုပ်တာလားဒါနအားကောင်းရဲ့လားဟလာသီလအားကောင်းရဲ့လားအဲ့ဒီဟာပေါ်မှာမူတည်ပြီးတော့တတိယအရွယ်နဲ့နော်ဒုတိယအရွယ်နဲ့တတိယအရွယ်ဟာဆက်ပြီးတော့သူ့ရဲ့ကုသိုလ်အားကုသိုလ်ကဆက်ပြီးတော့အကျိုးပေးသွားတာနော်အဲ့တော့အထွန်းဘွားမှာဆိုရင်နံပါတ်1ကသူကဒါနသီလနော်ဘာဝနာအားကောင်းခဲ့တဲ့အတွက်ကိုကျင့်တရားကောင်းမယ်ဒါကိုဟောလို့ရတယ်ပြီးတော့သူကနော်သူတပားတို့ရဲ့နော်ရိုသေးတာတွေဟလာလေးစားကြည်ညိုခြင်းကိုခံရတတ်တဲ့ကံမျိုးဖြစ်တယ်ဒါဆိုရင် तू ကနော်ဘာပဲပြောအလုတ်ကိုင်ဆိုလဲ तू ကနော်ဟိုပေါ့ဘယ်လိုပြောမလဲယာဒူးယာခံကောင်းလိမ့်မယ်
စာသင်တယ်ဆိုလဲပညာဉာဏ်ကောင်းလိမ့်မယ်စိတ်နေစိတ်ထားဆိုလဲနော်ဒါကောင်းလိမ့်မယ်လို့ဟောလို့ရတယ်ပေါ့နော်ဒါကအထွန်းပွားဟုတ်ပြီအထွန်းပွားပြီးရင်တိုက်ဖွားပေါ့နော်တိုက်ဖွားကြတော့ तू ကဒါနာအားကောင်းတယ်တီလာအားကောင်းတယ်လို့ပြောလို့ရတယ်เนาะဒါနာအားတီလာအားကောင်းတယ်เนาะအဲ့အတွက် तू ကဒါနာအားကောင်းခဲ့တဲ့အတွက်ဒီဘဝမှာချမ်းသာတဲ့မိဘတွေရှိမှဝင်နိုင်တယ်ဒါမှမဟုတ် तू ဟာငငယ်လေးကလေးကချမ်းသာတဲ့မိဘရဲ့ဘိုက်ထဲမှာမရောက်ဘူးဆိုရင်တောင်မှ तू ကငငယ်လေးကလေးကသူ့အတွက်ဆိုရင်စင်းရဲတဲ့မိဘမှာမွေးအောင်တော့သူ့အတွက်ဆိုရင်အဲ့မိဘအကောင်းဆုံးလေးတွေသူ့ကိုကျွေးတာပေးတာနော်သူ့ပတ်ဝန်းကျင်ကသူ့ကိုကောင်းကောင်းလေးပေါ့နော်ဥမာထားပါတော့စင်းရဲသားမိဘမှာမွေးတဲ့ထားအောင်ဘဲဥကိုတခြားမောင်နှမတွေတခြားသူ့ညီကိုမောင်နှမတွေတချမ်းစီစားနေရတဲ့အချိန်မှာသူကအမေရဲ့ဝေစုဖြစ်တဲ့ဘဲဥတချမ်းကိုလေသူကရပြီးတော့ဘဲဥတစ်လုံးလုံးစားရတာမျိုးနော်ဒါမျိုးဖြစ်တတ်တယ်နော် तू ကဘာလဲသူ့ပတ်ဝန်းကျင်မှာတော့ तू ကကောင်းကောင်းလေးရတတ်တယ်ကောင်းကောင်းလေးနေရတတ်တယ်ပညာဆိုလဲ तू ကကောင်းကောင်းမွန်မွန်သင်ရတတ်တယ်ဘာကြောင့်လဲလို့ပြောရင်သူ့ရဲ့ဒါနအားကြောင့်ပေါ့နော်အဲ့တော့အဲ့ဒီတိုက်ဖွားအများစုကနော် तू ကိုယ်တိုင်ကလည်းအတိတ်က तू ကလှူဒန်းခဲ့တဲ့အတွက်ဒီဘဝမှာလည်း तू ကအလှူအတန်းနေ तू ကဝါသနာပါတယ်เนาะအလှူတန်းလောက်ရတာကို तू ကမတွန့်ဆုတ်ဘူးเนาะအလှူတန်းလောက်ဖြစ်တယ်เนาะအဲ့တော့ဒီပြောမယ်ဆိုရင်ဒါအပြင် तू ကเนาะကျင်နာတတ်တယ်ဟလာသူများတွေပါတယ်ဆိုတနာတတ်တယ်เนาะဟိုယရနာသုံးပါးပေါ်မှာတဒါအားကောင်းနေเนาะဒါမျိုးသူပေါ့နော်အဲ့လိုပြောလို့ရတယ်တိုက်ခွာဆိုရင်ပြီးရင်တော့ရာစဘွားကြတော့ तू ကဘောင်းဉာဏ်ပညာအားကောင်းတယ်နော်ရာစဘွားတွေရဲ့နော် तू ကစဉ်းစားတွေးခေါ်ဉာဏ်ပညာအားကောင်းတယ်နော်ပြောမယ်ဆိုရင်ယာဒူးယာကန်နော်ရာစဘွားကြီးပွားတယ်ဆိုတာယာဒူးယာကန်ကောင်းနေဟလာအဲ့လိုမျိုးဖြစ်တယ်နော်နောက်တစ်ခုကရာစာဘွားတွေအများစုက तू ကစိတ်ကူးစိတ်တန်းနေကောင်းကြတယ်နော် idea တွေကောင်းနေဟလာနောက်သူတို့ကိုသူတို့ထိမ့်သိမ့်နိုင်နေနော်ဒါတီလာအားလေးလေးကောင်းနေနော်ထိမ့်သိမ့်နိုင်နေရာစာဘွားနော်အဲ့တော့ဟုတ်ပြီပြီးရင်ဗာလဲဆိုတော့အဓိပတိဘွားကြတော့ तू ကဗာလဲဆိုတော့ तू က risk ယူတာမြဲစွန့်စားရဲတယ်အဓိပတိဘွားကြတော့ तू ကအကြောက်တရားကင်းတယ် तू ကတတိရှိတယ်နော်စွန့်စားရဲတယ်နော်ပြီးတော့ तू ကဗာလဲဆိုတော့အောင်မြင်တာကိုဇွဲကောင်းကောင်းနဲ့အောင်မြင်အောင်ကြိုးစားတတ်တယ်ဒါမျိုးပေါ့နော်ဖုံးကန်ကြီးတယ်ဒီလိုမျိုးဟောလို့ရတယ်နော်ဒါတွေအကုန်လုံးကိုမှတ်ထားပြီးစာအုပ်ထဲမှာချရေးနော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်မအဓိပတိဘွားပြောပြီးပြီဆိုရင်ပုတိဘွားပေါ့နော်ပုတိဘွားကြတော့ तू ကငငယ်လေးကလေးက तू ကကျမ်းမာရေးအားနေတဲ့တဲမှာပါတယ်နော်ပုတိဘွားငငယ်လေးတွေကမိဘတွေငငယ်လေးတွေကငိုရီနဲ့မိဘကိုစိတ်တော့ကပေးခဲ့တဲ့ထဲမှာပါတယ်နော်သူ့ရဲ့ကံကြောင့်မိဘတွေကဘာဖြစ်လဲဆိုရင်အစင်မပြေဖြစ်တတ်တယ်နော်သူ့မွေးပြီးတော့သူ့မွေးကိုဝင်ဆောင်တဲ့ကာလမှာအစင်မပြေဖြစ်ရင်ဖြစ်မယ်မွေးပြီးတော့အစင်မပြေဖြစ်ရင်ဖြစ်မယ်နော်သူ့ကံကြောင့်မိဘတွေကလာပြီးတော့အစင်မပြေဖြစ်တတ်တယ်နော်ပြီးတော့ तू ကအိမ်မှာ तू ကမမြဲတတ်ဘူးပုတိဘွားတွေကနော်ပုတိဘွားတွေအိမ်မှာကိုမနေချင်ဘူး तू ကအိမ်ကအပြင်မှာတို့ကပျော်တာများတယ်နော်ဒါကျမအတွေ့အကြုံပြောတာနော်ပုတိဘွားတွေကြည့်လိုက်တယ်ဆိုလို့ရှိရင် तू ကအိမ်မှာသိပ်ပြီးတော့မနေချင်ဘူးအလဲအပတ်အသွားအလားများတယ်ပုတိဘွားတွေကနော်သူတို့ကတခြားအိမ်ကလွှဲရင်တခြားနေရာမှာသူတို့ပျော်တယ်လို့ပြောလို့ရမယ်နော်အဲ့တော့တရက်တကြီးကိုသွားလာနေတာမျိုးနော်ဟိုတခြားကိုမွေးရက်ဒေသမှာမဟုတ်တဲ့နေရာမှာအိမ်တောင်ကြတာမျိုးဒါမျိုးတွေရှိတယ်ပေါ့နော်အဲ့ဒါပုတိဘွားအဲ့တော့ပုတိဘွားတိုင်းအဲ့ဒီလိုလားပုတိဘွားတိုင်းအဲ့လိုလားလို့ပြောလို့မရဘူးဘာကြောင့်လဲဆိုတော့ပုရဲ့ပုတိဘွားကဘာလဲဟလာတနင်္လာပုတိဘွားဆိုရင်တော့ဒါသူအသွားအလာများမယ်လို့ခေါ်လို့ရတယ်နော်ဟာမဟုတ်ဘူးသူ့ရဲ့နက်ခတ်နဲ့ကျမတို့ပြန်တွေးရင်တော့ပုတိဘွားဆိုရင်တော့ပုတိရဲ့သဘောကတော့ဒါမျိုးတွေရှိတယ်ဒါပေမဲ့သူ့ကိုအဲ့လိုဟောဖို့ဆိုရင်သူ့ရဲ့ပုတိမှာဘာနေသားသမီးလဲဒါကိုကျမတို့ကသိချပြန်ပြီးတော့ကြည့်ရတယ်เนาะဘာကြောင့်လဲဆိုတော့ဂျိုဒီမှာတယောက်ဂျိုတစ်ခုလုံးစီရဲ့အားတွေဟာ
မတူညီကြဘူးပေါ့နော်အဲ့တော့ဆက်ပြောမယ်နော်ပုတိပြီးဘင်္ဂဘွားပေါ့နော်ဘင်္ဂဘွားကြတော့လေအဲ့လိုပဲငငယ်လေးကလေးကနော်ဒီပထမအရွယ်မှာသူကကံအားနေတယ်နော်ပထမအရွယ်မှာကံအားနေတဲ့အတွက်ငငယ်တုန်းကဆိုရင်ခြူကြတဲ့ကလေးဖြစ်ချင်းဖြစ်မယ်နော်ဟိုပြောမယ်ဆိုရင်ငငယ်တုန်းကမိဘတွေနော်စီးပွားရေးထိခိုက်သွားတာမျိုးကြုံရတတ်တယ်ဟလာမိဘတွေငငယ်လေးနဲ့မိဘတွေနဲ့ခွဲရတာမျိုးဒါမျိုးတွေကြုံရတတ်တယ်နော်ကို့မှာဥစ္စာရှိလာပြီဆိုလေအဲ့ဒီဥစ္စာဟာနော်မမြဲတတ်ဘူးနော်ရန်သူမျိုး၅ပါးဘေးမကင်းတတ်ဘူးနော်ဒါမျိုးကြုံရတတ်တယ်နော်ဘင်္ဂဘွားနောက်မရဏဘွားကြတော့ तू ကငငယ်လေးတွေက तू ကသေကိန်းကို तू ကမကြာခဏကြုံရတတ်တယ်နော်အဲ့တော့ငငယ်လေးတွေကဘေးရန်မကင်းတတ်ဘူးနော်အဲ့တော့မရဏဘွားဟုတ်ပြီနော်စနေသားလို့ပြောရင်သေကြတယ်နော်9နှစ်10နှစ်9နှစ်မှာ तू ဖြားနာမကင်းဖြစ်မယ်ဟလာ10ဟွာပေါ့နော်ပြီးတော့10နှစ်နော်အဲ့ဒီ9နှစ်10နှစ်9နှစ်10နှစ်အဲ့ဒီဂျိုးပြောင်းတဲ့ကာလတွေမှာမိဘတွေနဲ့ပတ်သက်ပြီးတော့ပူပင်တော့ကရောက်ဆရာကြီးကြုံရတတ်တယ်ပေါ့နော်ဒါမျိုးဟောလို့ရတယ်နော်ဘာကြောင့်လဲဆိုတော့မရဏဘွားတွေကဂျိုးပြောင်းနေတဲ့အချိန်မှာလေပြဿနာမကင်းဘူးဘေးရန်မကင်းဘူးနော်ဟုတ်ပြီသူတို့နော်ငေဘဝကိုကြော်လာပြီမရဏကြတဲ့ကာလကိုကြော်လာပြီဆိုရင်ဒါတကယ်ကိုဖုံးကန်ကြီးတဲ့လူလို့ပြောလို့ရတယ်နော်။ဘာကြောင့်တေဘေးကို तू ကအကြိမ်ကြိမ်ကြော်ဖြတ်ရတာမရဏဘွားတွေကအသက်3နှစ်လောက်မှကြော်ဖြတ်ရတယ်10နှစ်လောက်မှကြော်ဖြတ်ရတယ်10နှစ်လောက်မှကြော်ဖြတ်အဲ့လိုမျိုးအကြိမ်ကြိမ်ကြော်ဖြတ်ပြီးမှ तू ကအသက်ရှင်လာတာဖြစ်တဲ့အတွက်ဖုံးတဲ့ကံနဲ့မရဏဘွားဖြစ်ပြီးမဲ့နော် तू ကသူ့ရဲ့တေကိန်းကို तू ကအကြိမ်ကြိမ်ကြော်ခဲ့တာဖြစ်တဲ့အတွက်သူ့ကိုဖုံးတဲ့ကံနဲ့လို့ပြောကြတယ်ပေါ့နော်အဲ့တော့ရှင်ဘီရင်ဒီမှာတွက်ကြည့်တယ်ဆိုရင်တချို့ကျမအဲ့ဒီရှင်ဘီရင်တွေရဲ့လေဒီအဖွားတွေကျမလေ့လာဘူးတယ်နော်အဲ့တော့ရှင်ဘီရင်အများစုကမရဏဘွားများတယ်သိလားနော်မရဏဘွားတွေရှိတယ်နော်အဓိပတိဘွားတွေလည်းပါတယ်ပေါ့နော်အထွန်းဘွားနေတယ်ရှင်ဘီရင်တွေကဘာကြောင့်လဲဆိုဖုံးတော်ကြီးတွေသူတော်စင်တွေကြတော့အထွန်းဘွားတို့တိုက်ဘွားတို့များတယ်ပေါ့နော်ရှင်ဘင်းတို့စစ်သူကြီးတို့ဘာလို့ဆိုလို့ရှိရင်ရာဇဘွားတို့အဓိပတိဘွားတို့မရဏဘွားတို့ဖြစ်တယ်ပေါ့နော်အဲ့တော့အမေစုကရာဇဘွားနော်အမေစုကရာဇဘွားအဲ့တော့ကျွန်မပြောချင်တာကဒါလေးတွေကကျမတို့ဒီအဖွားလေးတွေဟုတ်ပြီဒီအဖွားတွေသိပြီဆိုရင်အဲ့ဒါလေးတွေကိုချရေးထားပါနော်ကျမခုနပြောတာလေးတွေဒါလေးတွေကိုချရေးထားမယ်ဒါအဖွားလေးဟုတ်ပြီဒီနေ့ကျမကဘာတက်မလဲလို့ပြောရင်တစ်ခုတက်ပေးမယ်နော်ကျမကအဲ့ဒါဘာလဲဆိုရင်နော်ဂျိုတက်ရောက်တွက်နည်းကိုကျမတက်ပေးမယ်နော်ဂျိုတွေပထမအဆုံးနော်မနေ့တုန်းကကျမသင်တဲ့ထဲမှာပါတယ်ဘာကိုပါတာလဲဆိုရင်နော်ဂျိုတွေရဲ့ဒေတာတွေနော်ဥမာဂျိုနေအရက်ပေါ့တနင်္ဂနွေဆိုရင်ဂျိုနေအရက်ဘယ်မှာရှိလဲအရှိမြောက်တောင်အဲ့တော့ဒီမှာဒါကဂျိုစင်ပေါ့နော်ဒီဂျိုများတည်နေပုံနော်အဲ့တော့ဖျားတွေမှာသွားရင်လေနော်ဖျားတွေမှာဂျိုတွေဒီတိုင်းပဲနေရာချထားတယ်နော်ဂျိုတွေကိုဒီတိုင်းပဲနေရာချထားတယ်ဖျားတွေမှာနော်တနင်္ဂနွေဆိုရင်ဒီမှာတနင်္ဂနွေဆိုရင်အရှိမြောက်တောင်ကတနင်္ဂနွေပြီးရင်တနင်္လာအရှိတောင်တနင်္လာပြီးအင်္ဂါကအရှိတောင်ရက်ပေါ့နော်အရှိတောင်တောင်အင်္ဂါပြီးရင်ဗုဒ္ဓဟူးလာလိမ့်မယ်ဗုဒ္ဓဟူးကတောင်ဘက်နော်ဗုဒ္ဓဟူးတောင်ပြီးရင်စနေလာလိမ့်မယ်စနေကကြတော့ဗာလဲဆိုတော့နော်စနေလာလိမ့်မယ်နော်စနေကဗာလဲဆိုအနောက်တောင်တောင်ပြီးရင်ကြာသပတေးလာလိမ့်မယ်အနောက်ပြီးရင်ရာဟုတောင်လာလိမ့်မယ်ရာဟုတောင်ကဗာလဲဆိုတော့အနောက်မြောက်တောင်ပြီးတောက်ကြတောင်လာလိမ့်မယ်တောက်ကြဘာတောင်လဲနော်တောက်ကြဘာတောင်လဲလို့ပြောမယ်ဆိုရင်မြောက်အရက်ပေါ့နော်မြောက်တောက်ဟုတ်ပြီတောက်ကြပြီးရင်တနင်္ဂနွေလာလိမ့်မယ်ဒီဂျိုစင်ကိုဒါအရေးကြီးတယ်ဒါကိုလိုက်ပြီးတော့ကူးပြီးတော့မှတ်သားထားဖို့လိုတယ်နော်အဲ့ဒီဂျိုစင်ကိုသိပြီဆိုရင်ကျမတို့ကတက်ရောက်ကိုတွက်မယ်တက်ရောက်နော်တက်ရောက်ကိုဘာနဲ့တွက်မလဲလို့ပြောအသက်ကိုကတီလိုက်မယ်တက်ရောက်ကိုတွက်တဲ့ခါကျရင်အသက်ကိုတီမယ်ပြီးရင်ရှစ်နဲ့စားလိုက်မယ်နော်အသက်ကိုတီမယ်ရှစ်နဲ့စားမယ်ကိုယ့်ရဲ့အသက်ကိုအရင်တွက်မယ်နော်ကိုယ့်ရဲ့အသက်ကိုတီလိုက်မယ်ရှစ်ခုနဲ့ဘာလို့စားလဲလို့ပြောရင်ဂျိုတီတဲ့နေရာကဘယ်နှခုဖြစ်နေလဲရှစ်ခုဖြစ်နေရှစ်နံဖြစ်တဲ့အတွက်ရှစ်နဲ့စားတယ်နော်
မမားစေနေအောင်နော်ဇာတာခွင်ချတဲ့ခါမှာခုနှစ်နံကိုပဲဇာတာခွင်ချတဲ့အတွက်ခုနှစ်နဲ့စားတယ်နော်အခုဟာကတက်ရောက်တွက်တာဂျူစင်ကအားလုံးရှစ်နံဖြစ်တယ်ရာဟုတောက်မှာပါထားတဲ့အတွက်ရှစ်နဲ့စားတယ်နော်ရှစ်နဲ့စားတဲ့ခါကျတော့ကိုယ့်ရဲ့အသက်ကိုတီးပြီးတော့ရှစ်နဲ့စားတာအကျွင်းနော်အကျွင်းကိုမွေးနံရဲ့ဂျူနံကနေစပြီးတော့လက်ရရစ်ပတ်မယ်နော်ဒီလိုပတ်မယ်လက်ရရစ်ဒီကနေစပြီးတော့ဒီလိုပတ်မယ်နော်ဥမာဆိုပါစို့အသက်50အရွယ်ရှိတဲ့တနင်္လာသားကိုကျမတို့ကဟောမယ်နော်တနင်္လာသား50ဆိုတော့50ကိုဘာနဲ့စားမလဲ8နဲ့စားမယ်50ကို8နဲ့စားလိုက်နော်အဲ့တော့ဘာလောက်ကျွေးလဲ50ကို8နဲ့စားရင်ဘယ်လောက်ကျွေးလဲကဲစားကြည့်50ကို8နဲ့စားဘယ်လောက်ကျွေးလဲကဲပြောကြအောင်50ကို8နဲ့စားလိုက်မယ်86လီနော်48ဆိုတော့နှစ်ကျွေးမယ်နော်နှစ်ကျွေးတဲ့ခါကျတော့သူ့ရဲ့နှစ်ကတနင်္လာဒါဖြစ်တဲ့အတွက်တနင်္လာကနေပြီးတော့စပြီးတော့ရည်တွက်မယ်တနင်္လာကနေစရည်မယ်နော်တနင်္လာဖြစ်တဲ့အတွက်တနင်္လာသားနှစ်ကျွေးနေဆိုတော့တနင်္လာကိုပါထည့်ရည်မယ်1နှစ်ဆိုတော့ तू ဟာဘာလောက်တက်ရောက်ဖြစ်မလဲအင်္ဂါတက်ရောက်ဖြစ်တယ်နော်သူ့ရဲ့ဘယ်တက်ရောက်သူ့ရဲ့တက်ရောက်ကဘာလဲလို့ပြောအင်္ဂါတက်ရောက်ဖြစ်တယ်ဟုတ်ပြီအင်္ဂါတက်ရောက်ဆိုရင်သူ့ရဲ့ဇာတာမှာသူကနော်အင်္ဂါကအပေါ်တန်းမှာရှိသလားအင်္ဂါကအောက်တန်းမှာရှိသလားအဲ့ဒါကိုကြည့်မယ်နော်အပေါ်တန်းမှာရှိနေတယ်အပေါ်လေးအိမ်ဆိုရင်တော့တိတ်မဆိုးဘူးလို့ပြောလို့ရတယ်အပေါ်လေးအိမ်မဟုတ်ဘူးအောက်သုံးအိမ်မှာရှိနေတယ်ဆိုရင်တော့ဂယုစိုက်ရမယ်အောက်သုံးအိမ်မှာပုတိမှာရှိနေတယ်ဆိုရင်သူ့ကိုဘယ်လိုခေါ်လို့ရလဲလို့ပြောရင်အင်္ဂါဆိုတာအမျိုးသားဆိုရင်ညီကိုမောင်နှမညီကိုမောင်နှမနဲ့ပတ်သက်ပြီးတော့တောကရောက်เสียရှိတယ်အဲ့လိုခေါ်လို့ရမယ်နော်သွေးထွက်တန်ယိုဖြစ်တတ်တဲ့အင်္ဂါနော်ဒေါသထိမ်းမှာဒေါသကြောင့်နော်ရံများတတ်တယ်နော်အင်္ဂါကြရင်အတွင်းရံအပြည့်ရံနဲ့ကြုံရတတ်တယ်ဒေါသတိတ်မကြီးနဲ့ဒေါသတွေလျှော့ပါလောဘတွေလျှော့ပါသူ့ကိုအဲ့လိုမျိုးပြောရမယ်အင်္ဂါကြနေတယ်ဆိုရင်နော်ဟိုဟာကိုကြတယ်ဟိုပုတိမှာရှိနေတယ်ဆိုရင်အင်္ဂါကနော်သူ့ရဲ့အင်္ဂါကဘင်္ဂမှာရှိနေတယ်ဆိုရင်သူ့ကိုဘာပြောရမလဲဆိုရင်ငွေရေးကြေးရေးနော်ယင်းနှီးမြုပ်နှံမှုမလုပ်ပါနဲ့နော်အင်္ဂါတက်ရောက်မှာယင်းနှီးမြုပ်နှံမှုမလုပ်ပါနဲ့အင်္ဂါတက်ရောက်မှာယင်းနှီးမြုပ်နှံမှုလုပ်ရင်အကုန်လုံးပျက်စီးသွားလိမ့်မယ်ရှုံးလိမ့်မယ်အဲ့လိုပြောလို့ရတယ်အင်္ဂါတက်ရောက်မှာခရီးသွားလာဆင်ခြင်မှာဘာကြောင့်လဲ accident ဖြစ်တတ်တယ်သွေးထွက်တန်ယူဖြစ်တတ်တယ်ခွဲစိတ်ရတတ်တယ်ဒါမျိုးဟောလို့ရတယ်နော်အင်္ဂါတက်ရောက်မှာနော်ညီကိုမောင်နှမတွေနဲ့အစင်မပြေဖြစ်တတ်တယ်အမျိုးသမီးဆိုရင်အင်္ဂါတက်ရောက်မှာအိမ်ထောင်ရေးအစင်မပြေဖြစ်တတ်တယ်နော်အမျိုးသမီးဆိုရင်အင်္ဂါတက်ရောက်မှာချစ်သူနဲ့ကွဲတတ်တယ်ဒါမျိုးတွေဟောလို့ရတယ်အင်္ဂါကမရဏမှာကြာနေတယ်နော်သူ့ရဲ့အင်္ဂါကဘယ်မှာကြာနေလဲမရဏမှာကြာနေတယ်ဆိုရင်တော့တေချာပေါက်ခွဲစိတ်ခံဝင်ရတတ်တယ်သွေးထွက်တန်ယူဖြစ်တတ်တယ်မတော်တဆဖြစ်တတ်တယ်နော်ဒါမှမဟုတ်ညီကိုမောင်နှမတွေမှာနော်ကိုယ့်ရဲ့ညီကိုမောင်နှမနော်ပြောမယ်ဆိုလို့ရှိရင်တော့နော်တိမ်ပါသွားတတ်တယ်ဒါမျိုးဟောလို့ရတယ်နော်အဲ့တော့အဲ့အင်္ဂါဟာသူ့ရဲ့ဘယ်မှာကြာနေလဲဒါကအရေးကြီးတယ်အင်္ဂါကကိုယ်တက်ရောက်ပြီးတော့အင်္ဂါဘယ်လောက်ထိ4လထိသူကနော်အပေါ်တန်းမှာရှိနေနေနော်အပေါ်မှာပဲရှိနေနေအောက်မှာပဲရှိနေနေအောက်မှာရှိရင်ပိုဆိုးတယ်အပေါ်မှာရှိရင်လေ तू က4လတိတိ तू ကဒုက္ခပေးတယ်အင်္ဂါကနော် तू ကပါပဂျူဖြစ်တယ်နော်အဲ့ဂျူတွေလည်းပြောရမယ်နော်ဂျူကျမဂျူတွေလည်းထပ်ပြောတယ် तू ကပါပဂျူဖြစ်တယ်နော်ပါပဂျူဖြစ်တဲ့အတွက် तू က4လအထိ तू ကကိုယ့်ကိုဒုက္ခပေးတယ်နော်အဲ့တော့ဂျူတွေထဲမှာကျမပြောမယ်ပြန်ပြောမယ်နော်ဂျူတွေထဲမှာတနင်္ဂနွေကပါပဂျူနော်စိုးတဲ့ဂျူထဲမှာပါတယ်ပါပဂျူလို့မှတ်ပါတနင်္လာကျတော့သောမဂျူနော်သောမဂျူကသူကကောင်းတဲ့ဂျူဖြစ်တယ်နော်ဂျူကောင်းပေါ့ဟုတ်လားသူကရန်သူမရှိဘူးနော်အဲ့တော့ဒီမှာရေးလိုက်မယ်တနင်္ဂနွေကကျတော့သူကပါပဂျူသူကနည်းနည်းစိုးတယ်နော်ပါပဂျူပေါ့နော်ပါပဂျူဆိုတာသူကစိုးတယ်သူကနော်အဲ့တော့ तू ကဘယ်ချိန်မှာအကျိုးပေးလဲဆိုတနင်္ဂနွေကဝင်ချင်း၄လမှာအကျိုးပေးတယ်နော်ဝင်ချင်း၄လဆိုတော့ဥမာထားပါတော့မေလနော်တနင်္ဂနွေတက်ရောက်မေလမှာ तू ကတနင်္ဂနွေ
သူ့ရဲ့မွေးနေ့မှာမေလမှာတနင်္ဂနွေတက်ရောက်ကြတယ်ဆိုရင်အဲ့မေဂျွန်ဇူလိုင်ဩဂတ်အဲ့ဒီ၄လလုံးဝဂရုစိုက်ပါလို့ပြောရမယ်နော်ပါပဂျူနော်သူကဆိုးတယ်တနင်္လာကျတော့သူကတောမဂျူနော်သူကတောမဂျူဖြစ်တဲ့အတွက်သူကဘာဖြစ်လဲသူကကောင်းတယ်အေးတယ်နော်သူကကျတော့တောမဂျူသူကအထွက်၄လမှာနော်ထွက်ခဏီပြေကန်ဒီတနင်္လာကနေအင်္ဂါပြောင်းကန်ဒီအထွက်၄လမှာ तू ကအကျိုးပေးတယ် तू ကကြတော့ဘာကျိုးပေးတာဆိုးကျိုးမပေးဘူး तू ကကြတော့ကောင်းကျိုးပေးတယ်နော်ဘလို့ကောင်းကျိုးပေးလဲဆိုတော့ပတ်စံဝင်တာတို့စိတ်ကူးစိတ်တန်းတွေကောင်းတာတို့အမျိုးသမီးတွေဆိုလို့ရှိရင်အိမ်အောင်ကြတာတို့ဒါချစ်သူရှိတယ်အိမ်အောင်မကြသေးဘူးဆိုရင်အိမ်အောင်ကြတာတို့အိမ်အောင်ရှိတယ်ဆိုရင် तू ကဘာအကျိုးပေးလဲလို့ပြောရင်နော်အိမ်အောင်ရှိတယ်ဆိုရင်အိမ်အောင်ရေးအစင်ပြေတာတို့နော်မြေယာဝင်တာတို့ပေါ့နော်မြေတို့ဘာတို့အဲ့လိုမျိုးအဖိုးတန်တဲ့အိုးအိမ်ဝင်တာမျိုးကြုံရတတ်တယ်နော်မိန်းကလေးတွေဆိုလို့ရှိရင်ဒါလက်ဆောင်ကောင်းကောင်းရတတ်တယ်အချွေရန်တွေကိုကရတတ်တယ်နော်ဒါမျိုးတွေသူကအကျိုးပေးခီးကောင်းတွေသွားတတ်တယ်ကျမကြီးကောင်းတွေပျော်ရွှင်ရတယ်ပေါ့နော်ဒါတနင်္လာကျူကအဲ့လိုအကျိုးပေးတယ်ပေါ့နော်အင်္ဂါကျတော့ तू ကပါပကျူထဲမှာပါတယ်နော်ပါပကျူဆိုတော့ तू ကဆိုးတယ်နော်ဘယ်ချိန်မှာ तू ကအကျိုးပေးလဲအဝင်နော်အဝင်၄လမှာ तू ကအကျိုးပေးတယ်နော်အဝင်၄လမှာအကျိုးပေးရ तू ကတနင်္ဂနွေလိုပဲနော်ပြီးရင်ဗုဒ္ဓဟူးကျူကလည်းတောမကျူပဲဒါပေမဲ့ तू ကတိတ်ပြီးတော့အားကောင်းတဲ့တောမတော့မဟုတ်ဘူးเนาะ तू ကတောမတော့တောမပဲတနင်္လာတို့တောက်ကြတို့လောက် तू ကအားမကောင်းဘူးเนาะအဲ့တောမကျူကကြတော့ तू ကတော့เนาะ12လလုံး तू ကအကျိုးပေးတယ်เนาะ12လလုံး तू ကအကျိုးပေးတယ်12လလုံးကျိုးပေးတယ်ပြီးရင်စနေကကြတော့ပါပကျူဖြစ်တယ် तू ကเนาะအဝင်ရောအထွက်ရောအဝင်၄လအထွက်၄လ तू ကစိုးချိုးပေးတယ်နော်အဝင်မှာလဲ तू ကအဝင်၄လကြုံရတယ်ပြီးရင်အထွက်၄လကြုံရတယ်အလဲလောက်ပဲ तू ကနည်းနည်းသက်တာလားနော်အဝင်၄လ तू ကအဝင်မှာလဲစိုးချိုးပေးတယ်အထွက်မှာလဲစိုးချိုးပေးတယ်ပေါ့နော်ပြီးရင်ကြာသပတေးကကြတော့တောမကျူဖြစ်တယ်တောမကျူ तू ကကြတော့ဘယ်ချိန်မှာအကျိုးပေးလို့အလဲ၄လမှာ तू ကအကျိုးပေးတယ်နော်သူကအလဲလေးလနော်အဝင်မဟုတ်ဘူးအဝင်နေအထွက်တွေမဟုတ်အလဲလေးလမှာ तू ကအကျိုးပေးတယ်နော် तू ကပြီးရင်ယာဟုပေါ့နော်ယာဟုကကြတော့ तू ကပါပဂျူနော်ပါပဂျူက तू ကဘယ်မှာအကျိုးပေးလဲလို့ပြောရင် तू က12လလုံး तू ကအကျိုးပေးတယ်ဘာအကျိုးပေးတာတော့ဆိုးချိုးပေးတာနော်ပြီးရင်တောမဂျူဖြစ်တဲ့တောက်ကြကတောမဂျူဖြစ်တယ်နော် तू ကဘာအကျိုးပေးလဲဆိုတော့အလဲလေးလမှာ तू ကအကျိုးပေးတယ်နော်အဲ့တော့ကျမဒီမှာဒီလိုလေးရေးထားပေးတယ်နော်ဒါလေးတွေခဏလေးဓာတ်ပုံရိုက်ပြီးတော့တင်ပေးမယ်နော်အဲ့လိုလေးလအကျိုးပေးတယ်အဲ့တော့ဒီနေ့မှာတော့ဒါဒီလောက်ပဲမှတ်ထားပါဒီနေ့အိမ်စာကဘာလဲဆိုတက်ရောက်တွက်မယ်နော်ကိုယ့်ရဲ့တက်ရောက်ကိုကတွက်မယ်နော်အဲ့တော့ကိုမှဒီတပတ်နော်နောက်တပတ်စနေမှာကျမတို့ဒီသင်တန်းကပြန်စမှာအဲ့တော့အိမ်စာကဘာတွေပေးမလဲလို့ပြောရင်ကျမပြောမယ်နော်လိုက်မှတ်ပါနော်108နော်108အဓိဋ္ဌာန်ပြုရမယ်နော်108ရဲ့အဓိဋ္ဌာန်ကိုမနေ့နောက်တစ်ပတ်သင်တန်းစတာနဲ့ကျမကိုဆရာမဘယ်နေ့မှာတော့ကျမတို့စပြီးတော့အဓိဋ္ဌာန်ပြုပါပြီဆိုတာကိုအိမ်စာပေါ့နော်ပြောရမယ်ဘယ်နေ့မှာတော့ပြုပါပြီအဓိဋ္ဌာန်1ရက်အဓိဋ္ဌာန်2ရက်အဓိဋ္ဌာန်3ရက်အဓိဋ္ဌာန်4ရက်ဒါကိုနေ့တိုင်းတင်သွားရမယ်ဆရာမလေးတွေစစ်ပေးလိမ့်မယ်နော်အိမ်စာကကျမပြန်ပြောမယ်နော်အိမ်စာကဘာတွေလဲဒီတစ်ပတ်အိမ်စာကနံပါတ်1က108ရဲ့အဓိဋ္ဌာန်ပြုရမယ်နော်108ရဲ့အဓိဋ္ဌာန်ပြုပါအဓိဋ္ဌာန်ပြုရန်ဒါလူတိုင်းပြုရမယ်နော်မပြုနိုင်တဲ့လူကတော့ဒါဆက်ပြီးသင်လို့မရဘူးနော်မပြုနိုင်ဆက်ပြီးတော့သင်လို့မရဘူးဘာကြောင့်လဲပြတ်တယ်ဆိုရင်မပြုနိုင်ပါဘူးဆိုရင်သေချာတယ်ဒါအချိန်မပြုတ်နိုင်မဲနဲ့သင်နေဆိုရင်ဘေးရင်ဆရာလည်းမဖြစ်နိုင်ဘူးဒါကအချိန်ပေါ့ကိုယ့်အတွက်အချိန်ကုန်သွားတာပဲအဖတ်တင်မယ်နော်နံပါတ်2ကကြတော့ဘာလုပ်ရမလဲတက်ရောက်တွက်မယ်နော်ကိုယ့်ရဲ့တက်ရောက်ကိုတွက်ပါနော်တက်ရောက်ကကိုကအပေါ်တန်းမှာရှိလားအောက်တန်းမှာရှိလားအဲ့ဒါကိုတွက်မယ်နော်နံပါတ်3ကကြတော့မိသားစုဝင်တွေရဲ့ဇာတာဝင်ဖွဲ့ပေးပါနော်မိသားစုပေါ့နော်မိသားစုစုတဲ့ကကိုကလူ2ဦးဆိုရပြီနော်2ဦးရဲ့
ဇာတာခွင်နဲ့တက်ရောက်နော်ဇာတာခွင်နဲ့တက်ရောက်ဖွဲ့ပါနော်ဇာတာခွင်နဲ့တက်ရောက်တွက်ပါဟုတ်ပြီနော်အဲ့ဒီအိမ်စာ3ခုလုပ်ရမယ်ကျမဒီမှာဒီလိုရေးလိုက်ပြီအိမ်စာနော်အိမ်စာ3ခုနော်ဘယ်မှာပြန်ဖွင့်မလဲလို့ပြောရင်ကျမတို့နော်နောက်လာမဲ့စနေညမှာပြန်ဖွင့်မယ်ပေါ့နော်အဲ့လိုတနင်္ဂနွေကြတော့ကျမတို့နေ့လယ်ပိုင်းလောက်လုပ်မယ်နော်ဘာကြောင့်လဲဆိုတော့အခုကျမအိတ်ချိန်လေးနည်းနည်းရချင်လို့လေနော်မနေ့မှဆိုရင်ညမှဆိုရင်ကျမအိတ်ချိန်မရလိုက်ဘူးနော်အဲ့တော့ရက်ပိုင်းဟိုပါပေါ့အိတ်ချိန်သိမ့်မရတော့ကျမဒီမှာဝက်ချန်နေထွက်လာတယ်ဝက်ချန်ထွက်လို့ကျမသမီးကကျမတို့ဒီမှာကတ်ပေးထားတာဝက်ချန်ညမှာဝက်ချန်ထွက်လာတယ်နော်ကျမကြီးကြလာတယ်အဲ့လိုဖြစ်လို့ကျမနော်အဲ့ဒါကျမအိတ်ချိန်လေးနည်းနည်းလိုချင်လို့တနင်္ဂနွေနေ့ဆိုရင်တော့နေ့လေ3နာရီစပါမယ်နော်ဒီမှာကျမနေရဲ့နေရာနဲ့မြန်မာပြည်နဲ့ကအချိန်အရန်กว่าပါတယ်နော်18နာရီကျော်လောက်กว่าတယ်အဲ့ဒါကြောင့်နော်ဟုတ်ပြီအဲ့တော့ကျမအားလုံးကိုကျေးဇူးတင်နေအဲ့တော့ကျမချစ်တဲ့သူတွေအားလုံးကိုကျမဆုတောင်းပေးပါမယ်ချစ်တော်သူများအားလုံးကျမ်းမာကြပါစေချမ်းသာကြပါစေဘေးဆိုးအန္တရာယ်ဆိုးတို့မှလွတ်မြောက်ကြပါစေကောင်းရာကောင်းကျိုးများစင်ဆက်မပြတ်ဆောင်ရွက်နိုင်ကြပါစေလှုပ်ဆောင်သမျှကောင်းရာကောင်းကျိုးတိုင်းအောင်မြင်ပါစေကျမတို့ပြန်ဆုံပါမယ်နော်